ကောင်းမြတ်သောနေခြင်း၄မျိုးဆိုတဲ့တရားကောင်းစဉ်လေးနဲ့နာယူခြင်းယူကြည့်ကြရအောင်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်ဤချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုတိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်တည်ဟူသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူတော်ကြအောင်စို့အလုံးလက်အုပ်ချီမှုပြီးတော့အာယုပြုကြရအောင်ကရုဏာတိတလဟရယံပညာပိဇောတာဝိဟတမောဟဓမ္မသာနရမရလောကကရောဝန္တိဒုက္ကတံဂတိဝိမု dd ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလည်းရှိတော်မူပါပေထသောပညာပိဇောတာဝိဟတမောဟဓမ္မအရဟတမေတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူ၏ထသောသာနရမရလောကကရောလူနတ်မြမတ္တဝါနန္ဒတို့၏ကြောက်တီတန်တို့လေကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမု dd ံဒေဝမနုဿာနိကယနှင့်ဣဒတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှသည်သူတစ်ဖြင့်ကင်းလွတ်တော်မူ၏ထသောသူကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပေထသောဗုဒ္ဓသစ္စာလေးရဲ့တရားမြတ်ကိုလက်ပေါ်တင်တာဗရမ ्या ကဲ့သို့ပြတ်သားထင်းထင်းသိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမမမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဟိုနေဝနာမှာကာယဝေစီမနောချီ၍သုံးလိဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်စုံမောဟရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားကောင်းမြတ်သောနေခြင်း၄မျိုးတဲ့စတင်ပြီးတော့နာယူကြည်ညိုကြည့်ကြရအောင်နော်ဥပတံတေတုနိပတိနိပတံတေတုဥပတိဝတိအဝတမာနေတုရမမာနေတုနောရမေဒီကထာလေးထေရဂါထာပါဠိတော်မှာမတန်တင်ထားတယ်ဥပတံတေတုမြင့်သူတွေရဲ့ကြားထဲမှာနိပတိနှိမ့်စွာနေရ၏နိပတံတေတုနှိမ့်သူတွေရဲ့ကြားထဲမှာဥပတိမြင့်စွာနေရ၏အဝတ္တမာနေတုမနေသူတွေရဲ့ကြားထဲမှာဝတိနေရ၏ရမမာနေတုနောရမေရမမာနေတုပျော်နေသူတွေရဲ့ကြားထဲမှာနောရမေမပျော်မွေ့ရဒီကတာလေးဖြင့်အဓိပ္ပာယ်၄ချက်ဘဝမှာကောင်းမြတ်သောနေခြင်း၄မျိုးဖြင့်ဆုံးမထားတယ်လို့ဆိုနိုင်တယ်ဒီကတာလေးမှာဦးဇင်းတို့ပြောထားတဲ့စကားလေးတွေကအနည်းငယ်ပဟိလိဆန်တယ်လို့ဆိုရမယ်ပထမဘာပြောတာတော့ဆိုတော့ဥပတံတေတုနိပတိမြင့်နေတဲ့သူတွေကြားထဲမှာနှိမ့်စွာနေရမယ်တဲ့ဒုတိယပြောထားတာကနိပတံတေတုဥပတိနှိမ့်နေတဲ့သူတွေကြားထဲမှာမြင့်စွာနေရမယ်တဲ့တတိယပြောထားတာကဝတိအဝတ္တမာနေတုမနေသူတွေကြားထဲမှာနေရမယ်လေးခုမြောက်ပြောထားတာကရမမာနေတုနောရမေပျော်နေတဲ့သူတွေကြားထဲမှာမပျော်ပါနဲ့ဘယ်နှချက်တုံးရ၄ချက်နော်အဲ့ဒီအဓိပ္ပာယ်လေးတွေကဘာကိုဆိုလိုတာတော့ဒီအဓိပ္ပာယ်လေးတွေရဲ့ဆိုလိုချက်ကအလွန်တရာမှခြေပြန့်တဲ့သဘောရှိတယ်နည်းနည်းတဲ့သဘောရှိတယ်အဲ့ဒါလေးတွေကိုဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့အသေးစိတ်ကလေးအစုံမှတစ်ပါးတစ်ပါးလေး15မိနစ်လောက်အခြေယူပြီးတော့မှတ်သားကြည့်ရအောင်နော်နံပါတ်1ဆုံးမထားတဲ့ကောင်းမြတ်သောနေခြင်းကဘာလဲဆိုတော့ဥပတံတေတုနိပတိမြင့်နေတဲ့သူတွေကြားထဲမှာနှိမ့်စွာနေရမယ်တဲ့အဲ့ဒါကဘာပြောတာလဲဆိုတော့မမာနတို့ဖြင့်တက်ကြွမြင့်မားနေတဲ့လောကလူသားတွေကြားထဲမှာ
မိမိတို့ရဲ့မာမာနကိုနှိမ့်ချပြီးတော့နုံညံ့သိမ်မွေ့စွာနေတတ်ရမယ်လို့ဆိုလိုတာတဲ့နောက်တကမတို့ဦးဇင်းတို့လောကကြီးမှာမာမာနဆိုတဲ့ကိလေသာတစ်မျိုးအလွန်နုံညံ့သိမ်မွေ့တဲ့ကိလေသာယဟန္တာဖြစ်မှပယ်နိုင်တဲ့ကိလေသာအနာဂံတောင်ဒီကိလေသာကိုမပယ်နိုင်သေးဘူးအဲ့ဒီတော့တရားဓမ္မတို့ရောဦးဇင်းတို့ရောဒီမာမာနဆိုတာကတော့ရှိမနေဘူးလားရှိနေရနော်သို့တော်မာမာနရှိနေပြီမလို့ဦးဇင်းတို့မြတ်စွာဘုရားဟောထားတဲ့ဟောဟာလေးတစ်မျိုးရှိတယ်အတိမာနဆိုပြီးတော့ဟောထားတာလေးရှိနော်အတိမာနဆိုတာဘာပြောတာလဲဆိုတော့အလွန်ကြီးတဲ့မာနနော်အဲ့လိုမာနမျိုးကြီးတွေမဖြစ်အောင်တော့တတ်နိုင်တဲ့များကြိုးစားဖို့မလိုဘူးလားနော်မာနကတော့ယဟန္တာမဖြစ်မချင်းတူတူကိုရှိကြမှာပါပဲသို့တော်လည်းပဲထုထုကေကေသူတော်ကအမြင်ကလန့်အောင်နောက်သူတော်ကမုံလောက်အောင်တိတာတင်ရှားတဲ့အတိမာနမျိုးကြီးတွေမဖြစ်အောင်တော့ကြိုးစားဖို့မလိုဘူးလားလို့လေနော်အဲ့တော့ဦးဇင်းတို့ပြောတာကကျူရိုးအလားထောင်လွှားတက်ကြွနေတဲ့မာမာနရှိတဲ့လူလောကကြီးမှာကျူရိုးအလားတဲ့နော်ကျူရိုးဆိုတာတဲတဲမှာအခလောင်းကြီးမမရှိတာမဟုတ်နော်ဘာမှမာမာနဖြစ်เสียအကြောင်းမရှိဘဲနဲ့အလဟတအထင်တလုံးနဲ့ကိုထင်နေကြတာပေါ့နော်မာနဆိုတာနိုင်ရှင်ခြင်းသူကပါငါကပါဆိုပြီးတော့လွယ်မာတဲ့အထင်နေနဲ့နှိုင်းရှင်နေတဲ့သဘောကိုမာနဟုတ်လားအဲ့တော့လောကကြီးမှာဘာတွေမြင့်နေလဲလို့မေးရင်ဒီမာမာနတွေကတော့အလွန်မြင့်ကြတယ်မြင်လိုက်တာနဲ့ကိုပဲသူကပါဆိုတာကိုယ်စိတ်ထဲမှာကိုထင်တယ်လို့တော့တတ်မှတ်လိုက်ပြီလားတပြိုင်နက်တည်းမှာပဲကိုလည်းဘာဆိုတာလေးကိုတတ်မှတ်ထားတာမရှိဘူးလားရှိရနော်သူကငါတဲ့နှိမ့်သလားမြင့်သလားသမဗုဒ္ဓံတူလားအဲ့ဒါလို့အဆင့်တွေကိုအချင်းချင်းနှိုင်းရှင်ကြတာတွေကလူလောကကြီးမှာတယောက်နဲ့တယောက်တွေ့လိုက်တာနဲ့အဲ့ဒါမျိုးကတန်းပြီးတော့ဖြစ်မလာဘူးလားဖြစ်လာတယ်အဲ့ဒီမာမာနတို့ဖြင့်မြင်မာနေတဲ့လောကကြီးမှာမိမိရဲ့မာမာနကိုနှိမ့်ချပြီးတော့နှိမ့်ချစွာနေနိုင်အောင်ကြိုးစားရမယ်နူးညံ့သိမ်မွေ့စွာနေနိုင်အောင်ကြိုးစားရမယ်လို့ပြောတာဆိုလိုတာကမာမာနကိုနှိမ့်ချပြီးတော့နေရရမယ်ပေါ့ဒီနေရာမှာမာမာနကိုနှိမ့်ချဖို့ကျော်နေသွားဖို့ကြိုးစားခြင်းနဲ့ဆိုလို့ရှိရင်မာမာနရဲ့အပြစ်ဆိုတာကိုလည်းနားလည်အောင်ကြိုးစားရမယ်အဲ့ဒီမာမာနကိုဘယ်ပုံပဲနည်းလျှော့ချမလဲဘယ်ပုံပဲနည်းဖေရှားနိုင်အောင်ကြိုးစားမလဲဆိုတဲ့နီလန်ပိုင်းကိုလည်းပဲနားလည်ထားဖို့လုံးမယ်ပေါ့မာမာနရဲ့အပြစ်ဆိုတာကတော့ပြောရင်အလွန်တရာမှကျဲပါတယ်နော်အနည်းဆုံးဦးဇင်းတို့လွယ်လွယ်တကူနော်သိတာမြင်တာတဲ့အဖြစ်ကိုပြောရမယ်ဆိုရင်တော့မာနကြီးရင်တော့ပဝန်းကျင်ရဲ့အမုန်းကိုရမှာပဲပဝန်းကျင်ရဲ့စီစမနီးမှုအမြင်ကပ်မှုဒါတွေကိုသိကြပေါ့ခံရလိမ့်မယ်ပြီးတော့ဒီမာမာနကြောင့်တမလွန်မှလည်းပဲအလွန်ယုံညံ့တဲ့အောက်တန်းကြတဲ့နှိမ့်ကြတဲ့အမျိုးတွေမှာဖြစ်ရတတ်တယ်ပြီးတော့ဒီမာမာနကြီးမားတယ်ဆိုလို့ရှိရင်အတိညာဝင်ပေါက်ကိုပိတ်ဆို့ထားရရောက်တဲ့အတွက်ကြောင့်တော့ဉာဏ်ပညာတုံးသွားတဲ့သဘောလည်းရှိတယ်ဟုတ်ရဲ့လားငါသိတယ်ငါတတ်တယ်ငါကိုဘာမှလာမပြောနဲ့အဲ့ဒါလိုကိုအထင်ရောက်နေတဲ့ပုဂ္ဂိုလ်ဟာနော်စစ်မှန်တဲ့အတိညာရဖို့အတွက်တော့အများကြီးအားနည်းချက်ရှိနေတာတော့မထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်ဒီမာမာနရဲ့အပြစ်ကိုဘက်စုံတောင်းစုံကနေသိအောင်မြင်အောင်ကြိုးစားပြီးတော့ဒီမာမာနကိုနေပါသွားအောင်လျှော့ချနိုင်ဖို့ကြိုးစားကြရမယ်ပေါ့အဲ့တော့မာမာနကိုနှိမ့်ချသွားသေးခြင်းနဲ့လျှော့ချနိုင်ခြင်းနဲ့ဆိုလို့ရှိရင်ဘယ်ပုံပဲဒီကြိုးစားကြမလဲဒီလိုဆိုလို့ရှိရင်ဦးဇင်းတို့ဘယ်ကနေစပြောခြင်းလို့ဆိုတော့မာနကိုနေပါသွားသေးခြင်းနဲ့ဆိုရင်ဒီမာနတွေကဘာလို့ဖြစ်တာတော့ဆိုတာလေးကိုအရင်နားလည်ထားတဲ့နဲ့ထင်တယ်ညာသောအဖြစ်မာနဆိုတာအတိညာနဲလေမာနကြီးလေးပါပဲကိုယ်ဘဝမှာဘာမှမာနဖြစ်เสียမရှိဘူးလို့ဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းလောကရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတဲ့မြင်တဲ့ဉာဏ်ပညာနဲပါလေးမာနကြီးလေးပါပဲမာနကြီးတယ်ဆိုတာဉာဏ်ပညာ၄ပါးချင်းရဲ့လက္ခဏာလို့တောင်းဆိုနိုင်တယ်။ဘုရင်တို့ငယ်ငယ်တုန်းကသင်ခဲ့ရဘူးတဲ့ဒကာဓမ္မတို့ငယ်ငယ်တုန်းကသင်ခဲ့ရဘူးမိတ်အကြောင်းအရာလေးတစ်ခုရှိရဲ့။နော်အနည်းအဆန်နဲ့ပြည်နေတဲ့ဇဗဏံလေးကတော့ငိုက်နေတယ်ဆိုပါလေ။ဟုတ်လား။နော်အနည်းအဆန်မရှိတဲ့ဇဗသိန်ဇဗဖြင်းကတော့ဘာဖြစ်နေတော့ထောင်းနေတယ်။အဲ့လိုပဲလူသားတွေထဲမှာလည်းပဲဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းလောကရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာတည်းဟူသောအနှစ်ကင်းကြတဲ့ပုဂ္ဂိုလ်တွေကအလွန်မှထောင်နေပါဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းလောကရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာအနှစ်အဆန်ကြီးမားကြတဲ့ပုဂ္ဂိုလ်တွေကတော့
နူးညံ့သိမ်မွေ့စွာနှိမ့်ချပြီးတော့နေနိုင်ကြတယ်ဘဝမှာအနှစ်သာရရှိတယ်ဆိုတာအနှစ်သာရအရှိဆုံးအရာဘာလဲလို့မေးရင်အသိဉာဏ်ပညာတော့အသိဉာဏ်ပညာဆိုတာလည်းပဲတန်ဖိုးမရှိတဲ့တန်ဖိုးမဲ့သိစရာတွေကိုသိတာကိုဆိုလိုတာမဟုတ်သိရင်အလွန်တရာမှအကျိုးကျေးဇူးများတယ်မသိရင်အလွန်တရာမှအကျိုးမဲ့နိုင်တဲ့ကိုယ်ဘဝရဲ့အကြောင်းကိုယ်ခန္ဓာရဲ့အကြောင်းကိုယ်လောကရဲ့အကြောင်းဒါကိုမှန်မှန်ကန်ကန်သိတာကိုဉာဏ်ပညာလို့ခေါ်တယ်အဲ့ဒီဉာဏ်ပညာတွေကြီးမားလာလေလေနော်မာမနာဆိုတာနေဝသွားလေလေအဲ့တော့ဦးဇင်းတို့မဟာဝိဇ္ဇာသုတ်တန်ထဲမှာမြတ်စွာဘုရားပြောထားတဲ့ဂါထာလေးတစ်ပုဒ်နော်မာမနာတွေဘာကြောင့်ဖြစ်လဲဆိုတာလေးကိုမြတ်စွာဘုရားပြောထားတာလေးအလွန်မှတ်သားစရာကောင်းတယ်မဟာဝိဇ္ဇာသုတ်တန်ဆိုပြီးတော့သုတ်တန်နိဗ္ဗာန်ပါဠိတော်ထဲမှာသုတ်တန်တစ်ပုဒ်ရှိတယ်မဟာဆိုတာကြီးကျယ်သောဝိဇ္ဇာအောင်နိုင်ခြင်းကြီးကျယ်တဲ့အောင်နိုင်ခြင်းလောဘဒေါသမောဟမာမာနတွေကိုအနိုင်ရတာကိုရည်ညွှန်းတာပါကြီးကျယ်တဲ့အောင်နိုင်ခြင်းဆိုတာအဲ့ဒီသုတ်တန်ထဲမှာမြတ်စွာဘုရားကဒီယူဘခန္ဓာကြီးရဲ့အကြောင်းကိုဦးစားပေးပြီးတော့ပြောထားတယ်ပေါ့ဒီကရမတော့အင်းတို့ဘဝဆိုတာကဖောက်ပြန်တဲ့ရုပ်အစုဝေးနဲ့အာယုံကိုသိတဲ့ခံစားတဲ့မှတ်သားတဲ့စိတ်ဆိုတတ်သောနာအစုဝေးရဲ့အပေါင်းအစုဆိုတာလူတိုင်းနားလည်ထားကြပြီလားအဲ့ဒီသုတ်တန်ထဲမှာနံတရားတွေအကြောင်းပြောထားတာသိမပါဘူးရုပ်တရားတွေအကြောင်းကိုပြောတာအထူးသဖြင့်ဒီယူဘခန္ဓာကြီးဘယ်ပုံပဲနည်းတည်ဆောက်ထားသလဲဆိုတာလေးကိုပေါ်လွင်ထင်ရှားအောင်ပြောထားတာဘာမှနားမလည်စရာလည်းမရှိဘူးလို့ဦးဇင်းကတော့ယူဆပါတယ်အဲ့ဒီသုတ်တန်ထဲမှာဇံပေမွေငင်ခြေသီးလက်သီးသွားအည်အသားအကျော်အယိုးရိုးတွင်းခြင်းစီအညို့နှလုံးအသေးအမြင့်အဖြင်းအဆုပ်ဥမဥသိအစာသေးအစာဟောင်းအုံနောက်သေးကြီးတလိပ်ကြီးသွေးချွေးအစီကဲမျက်ရည်အစီကြီးတွေနှက်အစေးခြင်းငယ်ဆိုပြီးတော့32မျိုးသောယွန်ရှာဆွတ်ဆုပ်ဖွယ်ပုဋ္ဌာတတို့ဖြင့်တိဆောက်ထားတဲ့ဒီခန္ဓာကိုယ်ရဲ့သဘောကိုထင်ထင်ရှားရှားမြတ်စွာဘုရားဟောတာအယိုးကိုအမာခံနေရာမှာထားပြီးတော့အကျိုးတွေနဲ့ဖွဲ့ရှက်ပြီးတော့အသားအသွေးနဲ့လိမ့်ကြံပြီးတော့အရည်တူရည်ပါးနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ကြီးဦးဇင်းပြောနေတော့ကိုယ်ခန္ဓာကိုယ်ကိုစိတ်ကူးလေးနဲ့အာယုံစိုက်ပြီးတော့နားထောင်ကြည့်ပါနော်အယိုးကိုအမာခံနေရာမှာထားပြီးတော့အကျိုးတွေနဲ့ဖွဲ့ရှက်ပြီးတော့အသားအသွေးတွေနဲ့လိမ့်ကြံပြီးတော့အရည်တူရည်ပါးနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ကြီးဘောဂစားကြည့်လိုက်မယ်ဆိုရင်ဥခေါင်းကုန်ထဲမှာဗာကြီးရှိတယ်အုံနောက်တွေရှိတယ်လမ်းမှာအုံနောက်တို့အုံနောက်စားတွေများတွေ့မယ်ဆိုရင်ဘယ်လိုများနေမလို့အလွန်ယွန်ရှာဆက်ဆုပ်မယ်ပေါ့နော်ရင်ကောင်းပိုင်းထဲမှာအဆုပ်ရှိမယ်နှလုံးရှိမယ်အောင်းနေလေးဆင်းလာလိုက်အသေးရှိမယ်ပန်ကရိယာရှိမယ်ဟုတ်လားအပြင်းဆိုတဲ့သေရရွက်ကြီးရှိမယ်အစာအိမ်ရှိမယ်ဥသိဥမရှိမယ်အစာသေးအစာဟောင်းကိုမုံမုံမြက်မြက်စားတော့မြုံချထားတဲ့အစာရည်သားတွေထဲမှာရှိမနေဘူးလားရှိနေတယ်စီးအိမ်ကြီးရှိမယ်ကြောက်ကနှလုံးရှိမယ်ဘာတစ်ခုမှမျက်နှိုးစရာကောင်းတာတော့ဒီထဲမှာမပါတော့လေအထင်ရှားပဲအဲ့လိုယွန်ရှာဆွတ်ဆုပ်ဖွယ်နော်ဒီကုဋ္ဌာတတွေရဲ့အစုအဝေးဒါမြတ်စွာဘုရားအပြီးပြန်ဟောထားတဲ့အဲ့ဒီသုတ်တန်နဲ့ပါနောက်ဒီခန္ဓာကိုယ်ကြီးပျက်စီးပြီးတဲ့နောက်အသက်ဝိညာဉ်ကင်းပြီးတော့သိဆုံးပြီးတဲ့နောက်မှာဆက်လက်ပြီးတော့ဖောက်ပြန်ပြောင်းလဲသွားမယ်ဒီယူဘခန္ဓာရဲ့အလွန်ဆိုးဝါးတဲ့ဖောက်ပြန်ပြောင်းလဲမှုအယောင်လေးအမျိုးမျိုးဖြစ်လာပြီးတော့ပုတ်ပွားလာတာမျိုးပိုးကောင်မွားကောင်လေးအမျိုးမျိုးစားတော့ပြီးတော့နောက်ဆုံးနောက်အယိုးစုကြီးပြန်ပြီးတော့နောက်ဆုံးကျတော့ဆွေးမြေ့ပြီးတော့မြေကြီးနဲ့ရောသွားတဲ့အနေအထားမျိုးထိရောက်အောင်မြတ်စွာဘုရားဟောတယ်အဲ့ဒါလို့ဟောပြီးတော့နောက်ဆုံးဂါထာလေးဒါလေးကိုပြောချင်တာဦးဇင်းကနောက်ဆုံးဂါထာမှာဗာပြောထားတော့ဆိုတော့ဧတာတိပေနကာယေနယောမင်းကြီးအုံနမေတဝေပရဝါအဝါဇာနေယကိမေညတရအတ္တတနာဒီဂါထာလေးအလုံးမမှတ်သားစရာကောင်းတယ်ဒီဘက်ကဗာပြောတော့ဆိုတော့ဧတာတိပေနကာယေနဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့ပရဝါအဝါဇာနေယသူတစ်ပါးကိုမထေမဲ့မြင်ပြုမယ်ယောမင်းကြီးအုံနမေတဝေကိုအလွန်တရာမှအထင်ရောက်ပြီးတော့မြင့်တင်ပဲပရဝါအဝါဇာနေယသူတစ်ပါးကိုကျတော့နှိမ့်ချမယ်ဆိုလို့ရှိရင်ကိမေညတရအတ္တတနာအဲ့ဒါမှန်မှန်ကန်ကန်မသိမမြင်ခြင်းကလွယ်လို့တခြားအကြောင်းမရှိဘူးတဲ့ပြန်ပြောမယ်နော်ဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့ကိုမြင့်တင်နေခြင်းသူတစ်ပါးကိုနှိမ့်ချနေခြင်းဒီမသိမမြင်ခြင်းကိုအကြောင်းပြုပြီးတော့တခြားအကြောင်းမရှိပါဘူးတဲ့မသိမမြင်ခြင်းအကြောင်းကလွယ်လို့တခြားအကြောင်းမရှိပါဘူးတဲ့ဆိုလိုတာကကိုဘဝကိုခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်မသိခြင်းညောင်းတာနဲ့တတ္တဝါတွေကကိုမြင့်တင်ပြီးတော့သူတစ်ပါးကိုနှိမ့်ချနေကြတာကိုဘဝကိုခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိမယ်ဆိုလို့ရှိရင်မာမနာတွေဖြစ်စရာအကြောင်းမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဟုတ်ရဲ့လား
ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ရွန်ရှာဆက်စုပ်ဖွယ်သောရုပ်အစုဝေးတို့ဖြင့်တိဆောက်ထားတဲ့ဒီခန္ဓာကိုယ်ဒီဘဝဒီအနေထားအမှန်ကိုသိအောင်မြင်အောင်ကြိုးစားပြီးတော့မိမိတို့ရဲ့မာမာနကိုလျော့ပါအောင်အထောက်ကြဖို့မလိုဘူးလားနော်ဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့ပြောတာနော်မြတ်စွာဘုရားဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့သူတော်ဘာကိုနှိမ့်ချခြင်းကိုယ်ကိုမြင့်တင်ခြင်းသည်ဒီခန္ဓာကိုယ်ရဲ့တဘာဝကိုမသိမမြင်ခြင်းကလွယ်လို့တခြားအကြောင်းမရှိဘူးမသိတော့လည်းပဲအဟုတ်ကြီးထင်တာပေါ့သိမယ်ဆိုရင်လည်းပဲဘာမှမာမာနကြီးတဲ့အကြောင်းကတော့မရှိပါဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မာမာနကိုညှော့နေသွားစေခြင်းနဲ့ဆိုရင်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာကိုကြီးမားအောင်တည်ဆောက်ရမယ်တခုစဉ်းစားစေခြင်းတာကလည်းပဲဆိုကြပါစို့တရားဓမ္မတို့အရင်တို့မာနတွေကြီးတယ်မာနတွေဖြစ်တယ်ဆိုရင်ဘာလို့မာနကြီးတာတော့ပညာတွေတတ်လို့လားဥစ္စာတွေပေါ်လို့လားရုပ်ရည်စင်ကသူများတဲ့သားလို့လားနော်အတိုင်းဝိုင်းတွေကောင်းလို့လားအာနာတွေရှိလို့လားဂုဏ်တွေများလို့လားစဉ်းစားကြည့်နော်တခုခုအကြောင်းကတော့တွေ့မယ်ပေါ့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်မာနကြီးခြင်းရဲ့အကြောင်းတရားငါဘာကိုအစွဲပြုပြီးတော့မာမနာဖြစ်တာလဲအဲ့ဒီငါအစွဲပြုနေတဲ့မာမနာဖြစ်ခြင်းရဲ့အကြောင်းတရားကိုတိတိကျကျစဉ်းစားအဲ့ဒီငါအလွန်တရာမှအကောင်းထင်နေတယ်အဟုတ်ထင်နေတယ်မာမနာကြီးရတဲ့အဲ့ဒီအကြောင်းတရားကြီးကငါဘဝရဲ့တကယ်အခက်ခဲတွေကိုပြေလည်အောင်ရှင်းပေးနိုင်တာဟုတ်ရဲ့လားအဲ့ဒီတစ်ချက်ကလေးစဉ်းစားကြည့်သေးခြင်းအပိုက်ဆံတွေဘလောက်ပေါ်ပေါ်ဂုဏ်တွေဘလောက်ပဲရှိရှိလောကီလိုတန်ဖိုးထားတဲ့အရာတွေဘလောက်ပဲများနေစေကမူတကယ်ကတော့တရားဓမ္မတို့အင်းတို့ခန္ဓာတရားဓမ္မတို့အင်းတို့ဘဝရဲ့အခက်ခဲတွေကိုအဲ့ဒါတွေကရှင်းမပေးနိုင်ပါဘူးသူတို့ရှင်းပေးနိုင်တဲ့အတိုင်းအတာဟာအလွန်တရာမှကျဉ်းမြောင်းတယ်ခန္ဓာကိုယ်ကြီးကပေါက်ပြန်လာပြီယောဂဝေဒနာနှိမ့်ဆက်လာပြီဆိုတဲ့အခါမျိုးမှာအဲ့ဒါတွေကရှင်းပေးနိုင်သလားနော်တဖြည်းဖြည်းနဲ့ဘလောက်ပဲမုံမြတ်တယ်လို့ကိုထင်ရတဲ့အရာတွေများဆာရှိနေစေကမူခန္ဓာကိုယ်ကြီးကတော့သူ့သဘောသူတိုင်းသွားနေတာပဲလေကျင်ကြလာရင်တဖြည်းဖြည်းနဲ့နော်အိုမင်းရွတ်သွားတာပဲဒါဘယ်သူမှရှောင်လို့မရအောင်တဖြည်းဖြည်းနဲ့အသုံးကြလာတော့ခန္ဓာကိုယ်ကြီးကချွေရင်จิตများပြီးတော့နာကျင်ကြိုက်ခဲမှုတွေဝေဒနာတွေယောဂါတွေနဲ့တပန်းလုံးရတာပဲပြီးလို့ရင်ဒါမရှိမလားပျက်စီးသွားတာပဲပျက်စီးသွားတာသေဆုံးသွားတာပဲဟုတ်လားအဲ့ဒီလိုအခက်အခဲမျိုးတွေကြုံလာတဲ့အခါမျိုးမှာတရားဓမ္မတို့အရင်တို့နော်အကြောင်းပြုပြီးတော့ဖြစ်ပေါ်နေတဲ့မာနဖြစ်ခြင်းရဲ့အကြောင်းတရားတွေကအဲ့ဒါတွေကိုဖြည့်ရှင်းနိုင်သလားမဖြည့်ရှင်းနိုင်ဘူးတောကတွေပြည်တွေဝါတွေဖြစ်လာတယ်ငိုကြွေးရတာတွေစိုးရင်ရတာတွေဖြစ်လာတယ်ဖြည့်ရှင်းနိုင်တဲ့အနေအထားမရှိဘူးအဲ့တော့တကယ်ဘဝရဲ့အခက်အခဲတွေကိုကြီးမားဖြည့်ရှင်းပေးနိုင်တာထိရောက်ဖြည့်ရှင်းပေးနိုင်တာကမှန်မှန်ကန်ကန်ကိုသိထားတဲ့နားလည်ထားတဲ့အသိဉာဏ်ပဲရှိတယ်ဘဝခန္ဓာရဲ့အကြောင်းကိုသိထားတဲ့အသိဉာဏ်ကိုဒီနေရာမှာရည်ညွှန်းတာနော်ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့မာနကိုလျှော့ချခြင်းလေဆိုရင်ငါဘာကိုအကြောင်းပြုပြီးတော့မာနကြီးတာတော့အဲ့ဒီငါအကြောင်းပြုပြီးတော့နော်မာနကြီးနေခြင်းရဲ့အကြောင်းတရားကြီးကတကယ်အားကိုးလိုက်တော့အရာဟုတ်ရဲ့လားဆိုတာလေးကိုတစ်ချက်စဉ်းစားသိချင်တာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ရွှေကျင်ဆိုဘုရားကြီးအမိန့်ရှိတာလေးတစ်ခုရှိတယ်ပုထုဇဉ်လူသားတွေဟာတဲ့ဘာနဲ့တူလဲဆိုရင်ဖားများနဲ့တူတယ်တဲ့ဖားတွေကဆောင်းကြောင်လေးထိုင်တဲ့ကံများနဲ့သူ့ကိုယ်သူရှင်သေးလို့ထင်နေတဲ့သူမှချင်းလေးနဲ့တူတာဆိုလို့ဆောင်းဆောင်လေးထိုင်တတ်တာပဲရှိတာပါတကယ်ကအဲ့ဒါကြီးတို့ရှင်တို့ကထိုးတုတ်သွားပြီဆိုတော့မှပြည့်ညက်နဲ့អော်တယ်တဲ့အဲ့ဒီဖားကစောတော်တုန်းကတော့ဘလို့ထင်နေတာချင်းလေးလို့ထင်နေတာလူတွေလည်းအဲ့ဒီတိုင်းပဲနောက်ပစ္စည်းတွေရှိတယ်ပညာတွေတက်တယ်လှုပ်တိုင်းဖြစ်တယ်အစဉ်ပြေတယ်ဟုတ်လားအဲ့ဒီလိုနေထိုးများကိုအလွန်အထင်ရောက်ကြတယ်ပေါ့ခန္ဓာကိုယ်ကြီးကသူ့သဘောသူပြလာပြီသူ့ဇာတိသူပြလာပြီသူ့ဇာတိကဒုက္ခသစ္စာပဲလေဟုတ်တယ်မဟုတ်လားအဲ့လိုဒုက္ခတွေပြလာပြီအိုးလာပြီနားလာပြီသေတော့မယ်ဆိုတော့မှမကင်နိုင်ကြတော့ဘူးလားဆိုတာမျိုးဖြစ်လာတာမျက်နှာငယ်လေးနဲ့အဲ့ဒီကြတော့လည်းပဲရင်ဆိုင်နိုင်တော့တဲ့အတိညာကိုရှုဆောင်ထားတာမရှိတော့ရုပ်ပြည့်စင်းပြည့်နဲ့ဒုက္ခတွေ့ကြရတာဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မာနကြီးတဲ့အကြောင်းကတော့တကယ်ဘာမှမရှိတာတော့အမှန်ပဲသို့တော့အဲ့ဒါကိုကိုကမသိတဲ့အမြင်မမြင်တဲ့အခါကျတော့ကိုကအဟုတ်ကြီးထင်နေတာတွေတော့ရှိမနေဘူးလားရှိနေတယ်ဒါကြောင့်ပိဋကပေါင်းသူတော်နီးမျိုးစုံနဲ့တွေးပြီးတော့မာနကိုလျှော့ချနိုင်အောင်ကြိုးစားရမယ်နောက်ထပ်မာနလျှော့ချနိုင်ဖို့နီလန်တစ်ခုမြတ်စွာဘုရားဟောထားတာရှိသေးတယ်အနိစ္စတင်ညာကိုပွားများမယ်ဆိုရင်အတ္တမိမာနသမုဋ္ဌာတော်တဲ့ငါဆိုတော့တိတ်အထင်ရောက်နေတဲ့မာနတွေကိုပယ်နှုတ်ပြနိုင်တယ်လို့မြတ်စွာဘုရားဟောအနိစ္စတင်ညာအနိစ္စဆိုတာကပြောတာတော့မတည်မြဲတာပေါ့နော်တင်ညာဆိုတာကဘာလဲအမှတ်ရတာမတည်မြဲတာကိုအမှတ်ရတာဘာတွေဖြစ်နေလို့မှတည်မြဲနေတာတော့မဟုတ်ဘူး
ဒီလောကကြီးမှာဖြစ်နေတဲ့သဘာဝတရားဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားဘယ်ယုံနာသဘာဝတရားမှတကယ်တမ်းကတည်မြဲနေတာမဟုတ်ဘူးအဲ့ဒီတည်မြဲမှုမရှိတဲ့သဘာဝကိုစဉ်းစားခြင်းတည်လည်းပဲမာမနာကိုယုံနေစေတယ်ဦးဇင်းတို့ဗမာစကားပုံတစ်ခုရှိတယ်လေမှန်ကင်းတလဲထင်းတလဲဟုတ်လားဦးဇင်းတို့ဘာသာရေးအဆောက်အဦတွေမှာဘုရားကနေပါလေရဲ့အထက်မှာပြတ်သက်ကြီးတွေပေါက်ထားတာရှိတယ်ဟုတ်လားအဲ့ဒီပြတ်သက်ကြီးရဲ့ထီးရဲ့အောင်နာမှာမှန်ကင်းဆိုတာရှိတယ်နော်တက်သားနဲ့လှုပ်ထားတယ်ငပြောဘူးလို့ဟာအေးအဲ့ဒါပေါ်မှာမှန်နေစီပြီးတော့ရွှေတွေချထားတာအဲ့ဒါကြီးကသူ့ပေါ်မှာဘာမှမိုးထားတာမရှိလုံးလုံးချုံချုံမရှိတဲ့အခါကျတော့ယာစီဥဒုဒံကိုသူကအလွန်ခံရတယ်ဓမ္မလေးတွေကလည်းတစ်ပြေးပြေးနဲ့ပြုတ်ကြရွှေတွေကလည်းလွင့်သွားကျတော့အဲ့ဒါကြီးကလေတံမိုးတံရေတံနဲ့ဆွေးပြီးတော့ပြုတ်ကြလာနော်အဆွေးကြီးဆိုတော့ဒီပြင်ပရိဘောဂပစ္စည်းအနေနဲ့သုံးဖို့လည်းပဲထပ်ပြီးတော့လုပ်လို့လည်းမရမှန်ကင်းအနေနဲ့ပြန်တင်လို့ကလည်းဘလို့မှမဖြစ်အဲ့ဒီတော့ဘယ်ပို့လိုက်တော့ဆိုတော့ထင်းဆက်ရအောင်မိဖို့ကြောင့်ပို့လိုက်တယ်မှန်ကင်းတဲ့လက်ထင်းတဲ့လက်တဲ့မှန်ကင်းရဲ့ကြတဲ့အကြကတော့အလွန်နာတယ်လို့ပြောရမှာဟုတ်လားမှန်ကင်းဖြစ်ကလည်းဘယ်ထိတန်းရောက်တော့ထင်းဖြစ်တန်းရောက်တော့အကြားထဲမှာပရိဘောဂပါလေးတောင်မှသူကြားမခံတော့နော်တခါတည်းမှာလူလောကကြီးမှာအဲ့လိုမျိုးအပြောင်းလဲမြန်မြန်ဆန်ဆန်နဲ့အမြင့်ဆုံးကနေအနှိမ်ဆုံးရောက်သွားတာမျိုးနော်ကံတရားတွေရဲ့နော်ဆွမ်းအတ္တိနော်ကိုယ်ကလည်းအမျိုးမျိုးသောအကြောင်းတရားတွေကိုလုပ်ခဲ့တာဆိုတော့အမျိုးမျိုးဖြစ်နိုင်ခြေကတော့လည်းရှိနေတာပဲဟုတ်လားဒါကအပေါ်ယံအိဋ္ဌာကိုပြောတာပါတကယ်ကတော့ဒီခန္ဓာမှာဘာဖြစ်နေလို့မှတည်မြဲနေတာတော့မဟုတ်ဘူးကောင်းတာတွေပဲဖြစ်ဖြစ်ဆိုတာတွေပဲဖြစ်ဖြစ်ကိုဖြစ်ချင်တာတွေပဲဖြစ်ဖြစ်ကိုမဖြစ်ချင်တာတွေပဲဖြစ်ဖြစ်ဖြစ်တာတွေကတော့စိုးနေအောင်အကြောင်းတရားပေါ်မှာမူတည်ပြီးတော့ဖြစ်နေတာပဲကိုယ်သဘောကိုယ်ဆန္ဒလျောက်ဖြစ်နေတာတော့မဟုတ်ပါဘူးဖြစ်စရာအကြောင်းတရားပေါ်မှာမူတည်ပြီးတော့ဖြစ်နေတာကိုယ်သဘောကိုယ်ဆန္ဒလျောက်ဖြစ်နေတာဆိုရင်တော့မကောင်းတာတွေဖြစ်စရာအကြောင်းကိုမရှိဘူးကောင်းတာတွေကြီးဖြစ်နေတယ်အဲ့ဒီတစ်ချက်ကိုကြည်သောအဖြစ်ကိုယ်သဘောကိုယ်ဆန္ဒလျောက်ဖြစ်နေတာမဟုတ်ဘူးဆိုတာထင်ရှားတယ်အကြောင်းတရားပေါ်မှာမူတည်ပြီးတော့ဖြစ်နေတယ်အဲ့ဒီဖြစ်နေတဲ့တရားတွေကိုတူရာစုပြောမယ်ဆိုရင်တော့အကောင်းနဲ့အဆိုးနှစ်မျိုးတနည်းအားဖြင့်ကိုဖြစ်ချင်တာတွေဖြစ်နေတာရဲ့ကိုမဖြစ်ချင်တာတွေဖြစ်နေတာရဲ့ဟုတ်တယ်မဟုတ်လားတေချာတာကတော့ကောင်းတာတွေပဲဖြစ်ဖြစ်ဆိုးတာတွေပဲဖြစ်ဖြစ်ကိုဖြစ်ချင်တာတွေပဲဖြစ်ဖြစ်ကိုမဖြစ်ချင်တာတွေပဲဖြစ်ဖြစ်ဖြစ်လာတဲ့ဒီသဘာဝတရားတွေတခုမှတည်မြဲမနေဘူးဆိုတာကတော့အလွန်တေချာတယ်ဘာမှထိန်းထားလို့မရအောင်ဟုတ်တယ်မဟုတ်လားမြင်တာလည်းမြင်ပြီးနောက်ထပ်အသစ်ထပ်မြင်တာအစားထိုးဖြစ်တယ်အဲ့ဒါလည်းယက်တည်နေတာမဟုတ်ပြီးတော့တာပဲကြားတာလည်းကြားပြီးနောက်ထပ်ပြီးတော့ကြားတာတွေအသစ်ထပ်ဖြစ်တယ်အဲ့ဒါလည်းတည်မြဲခွင့်မရှိပါဘူးဒီလိုနဲ့မြင်တယ်မြကြားတယ်မြအနတ်နေရသည်မြအရသာတွေရသည်မြအတွေ့အထိတွေတွေ့ထရသည်မြအတွေ့အကြံတွေဖြစ်ရသည်မြချမ်းသာရသည်မြဆင်းရဲသည်မြဝမ်းသာရသည်မြဝမ်းနေရသည်မြဘာတွေပဲဖြစ်ပေါ့လေဖြစ်တာကတော့အကြောင်းတရားပေါ်မှာမူတည်ပြီးတော့စုံနေအောင်ဖြစ်တယ်လို့ဆိုခဲ့တယ်နော်ဖြစ်လာတဲ့တရားဘယ်တရားမှတည်နေမနေဘူးဆိုတဲ့အမှန်တရားလေးကိုတော့သတိရဖို့မလိုဘူးလားအဲ့ဒါကိုဘာလို့ခေါ်အနိစ္စတင်ညာဟုတ်လားအလွန်တန်ဖိုးရှိတဲ့တင်ညာနိဗ္ဗာန်ကိုတောင်ပို့နိုင်တယ်ဒီအနိစ္စတင်ညာဒါကြောင့်ဦးဇင်းတို့တရားတစ်ခုဟောထားတာရှိတယ်နိဗ္ဗာန်ပို့မိတင်ညာများဆိုတာအနိစ္စတင်ညာပါတယ်ဘဝရဲ့တည်မြဲမှုမရှိတဲ့ဒီဖြစ်လာတဲ့သဘာဝတရားတွေရဲ့တည်မြဲမှုမရှိတဲ့သဘောတွေကိုမှန်မှန်ကန်ကန်သိတဲ့မြင်တဲ့ဉာဏ်ဟုတ်လားမှန်မှန်ကန်ကန်အမှတ်ရတဲ့တင်ညာဒါတွေကိုမလုပ်အောင်တော့အောင်များလာအောင်ကြိုးစားရမယ်အားထုတ်ရမယ်အဲ့ဒါဆိုလို့ရှိရင်သောတော်ကနော်ယုံညံ့တဲ့အကျိုးကျေးဇူးတွေကိုဖြစ်ပေါ်စေတဲ့မာနကိုနေပါသွားစေလို့ပဲအဲ့ဒါမထေမြတ်ကြီးပြောထားတဲ့စကားလေးကတူပေမဲ့လို့အဓိပ္ပာယ်တွေကအလုံးမကျင်ပြန်ဘူးလားကျင်ပြန်တယ်နော်မြင့်နေတဲ့သူတွေကြားထဲမှာနှိမ့်စွာနေရမယ်တဲ့မြင့်သူတွေထဲမှာနှိမ့်ပါမာနတို့ဖြင့်အချီးနီးထောင်လန်းတက်ကြွနေကြတဲ့အထင်တလုံးနဲ့မြင့်မားနေကြတဲ့လောကလူသားတွေရဲ့ကြားထဲမှာဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းလောကရဲ့အကြောင်းကိုသိတဲ့မြင်တဲ့ဉာဏ်ဥရှိပြီးတော့မာနကိုနေပါအောင်ကြိုးစားရင်းနဲ့နုညံ့သိမ်မွေးစွာနေနိုင်မှုမလိုဘူးလားအဲ့ဒါဆိုလို့ရှိရင်ကောင်းမြတ်သောနေခြင်းလေးမျိုးတွေကပထမနေခြင်းဖြင့်မိမိတို့နေထိုင်နိုင်လိုက်တယ်လို့ဆိုရမှာပေါ့နော်ကောင်းမြတ်သောနေခြင်းလေးမျိုးပြောမယ်ခုတစ်မျိုးပြီးသွားပြီဟုတ်လားမြင့်သူတွေထဲမှာနေမှာတဲ့ဟုတ်လားနောက်ရင်တို့ဒုတိယကောင်းမြတ်သောနေခြင်းနိဗ္ဗတံတေသူဥပ္ပတိနေသူတွေရဲ့ကြားထဲမှာမြင့်စွာနေရမယ်တဲ့ဒါကတော့ဘာပြောတာတော့အဓိပ္ပာယ်လေးနည်းနည်းလေးချက်ပြီးတော့နားလည်ကြည့်အောင်နော်
ကိုကျင်တရားနဲ့စိတ်ဓာတ်တွေနှိမ့်ချနေတဲ့လောကကြီးမှာကိုကျင်တရားနဲ့စိတ်ဓာတ်ကိုမြင်မအောင်တည်ဆောက်ပြီးတော့နေနိုင်ရမယ်လို့ဆိုလိုတာပါတဲ့။တော့လောကလူသားတွေကိုကြည့်မယ်ဆိုရင်လောကတတ္တဝါတွေကိုကြည့်မယ်ဆိုရင်ကိုကျင်တရားတွေလည်းနှိမ့်ချတာတွေ့ရတယ်။စိတ်ဓာတ်တွေလည်းနှိမ့်ချနေတာကိုပဲအတွေ့များရတယ်ပေါ့။ဒါကလောကကြီးရဲ့သဘောပါပဲ။ဟုတ်လား။ဒါပေမဲ့ဒီခေတ်ကတော့ပို့ပြီးတော့စိုးမယ်နဲ့တူပါရဲ့။ရှိသူတော်ကောင်းကြီးတွေကဘာပြောတော့ဆုတ်ကတ်ဆုတ်ခစ်ဆိုပြီးတော့ဒီခေတ်ကိုပြောတာမရှိဘူးလားဆုတ်တယ်ဘာတွေဆုတ်တာတော့သူတော်ကောင်းတွေကျင့်သူတော်ကောင်းတရားကျင့်သုံးနိုင်တဲ့စွမ်းအားတွေဆုတ်လာတာနောက်တရားတရားတွေဆုတ်လာတယ်နောက်တတိတရားတွေဆုတ်လာတယ်ဝရိယတရားတွေဆုတ်လာတယ်တမာတိတရားတွေဆုတ်လာတယ်ပညာတရားတွေဆုတ်လာတယ်ဟုတ်လားအဲ့လိုဆုတ်လာတဲ့အတွက်ကြောင့်အစသရာရာကိုယ်ကျင့်တရားပိုင်းဆိုင်ရာစိတ်ဓာတ်ပိုင်းဆိုင်ရာအဲ့တော့ဦးဇင်းတို့နှိမ့်ချနေတဲ့လောကကြီးမှာမြင်မားစွာနေရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကိုကျင်တရားနဲ့စိတ်ဓာတ်ဒီတရားနှစ်ခုကိုဦးစားပေးပြီးတော့ပြောခြင်းတယ်။နောက်ကိုကျင်တရားလည်းပဲနှိမ့်ချတာမရှိဘူးလား။ရှိတယ်နော်လူသားတွေအနေနဲ့ဘလို့အကြောင်းကြောင့်မှသူတစ်ပါးတက်ကိုမတက်ဘူးဘလို့အကြောင်းကြောင့်မှသူတစ်ပါးပစ္စည်းမတရားမယူဘူးဘလို့အကြောင်းကြောင့်မှကာမကိစ္စဖောက်ပြန်မောရမှုမရှိစေရဘူးဘလို့အကြောင်းကြောင့်မှလိန်ညာပြီးတော့မပြောဘူးဘလို့အကြောင်းကြောင့်မှရက်သေးတာမူရဲ့စေဝါကိုမသုံးရွှဲဘူးလို့ဟော၅ပါးသောသီလကိုစောင့်သိမ့်မယ်ဆိုရင်ဒါကိုကျင်တရားနဲ့ပြည့်စုံတယ်လို့ဆိုရဘူးလားအဲ့ဒီကိုကျင်တရား၅ပါးသောသီလတိတိကျကျစီစစ်ကြည့်မယ်ဆိုလို့ရှိရင်ပြည့်စုံတဲ့လူစင်ကြယ်တဲ့လူအလွန်အားနေတာအလွန်နေတာကိုမတွေ့ရဘူးလားဒါကိုကျင်တရားအားနေတာဟောနောက်စိတ်ဓာတ်တွေနှိမ့်ကြတယ်ဆိုတာလည်းပဲစဉ်းစားကြည့်ပါအောင်စိတ်ဓာတ်တွေနှိမ့်နေစိတ်ဓာတ်တွေမြင့်နေဆိုတာဘာပြောတာတော့ဒီနေရာမှာနောက်အကျဉ်းမြင်လေးပြောကြည့်ရတယ်ကိုချင်းစာတရားမရှိဘူးဆိုရင်ဒါစိတ်ဓာတ်နှိမ့်ကြတယ်စိတ်ဓာတ်အောက်တန်းကြတယ်လို့ဆိုရတယ်ကိုချင်းစာတရားရှိတယ်ဆိုရင်ဒါစိတ်ဓာတ်အထက်တန်းကြတယ်မြင့်မားတယ်လို့ဆိုရတယ်တော့ငါကိုဒီလိုပြုမှုရင်ငါခံနိုင်မှာမလားငါတော့မခံနိုင်ဘူးဆိုရင်သူများရဲ့ပုံမှာငါဒီလိုအပြုမှုမျိုးမပြုမှုဘူးဆိုတဲ့အတွေးမျိုးငါကိုဒီလိုပြောဆိုရင်ငါခံနိုင်ရင်ရှိပါမလားငါမခံနိုင်တဲ့အပြောမျိုးကိုသူတစ်ပါးကိုမပြောဘူးဆိုတဲ့အတွေးမျိုးအလွန်အခြေခံကြတယ်လို့ဦးဇင်းကတော့မြင်တယ်ဟုတ်လားအဲ့ဒီကိုချင်းစာတရားနဲ့နေထိုင်နိုင်ကြတဲ့ပုဂ္ဂိုလ်များရဲ့စိတ်ဓာတ်တွေမြင်မာတဲ့စိတ်ဓာတ်လို့ပြောရကိုချင်းစာတရားမရှိဘူးကိုယ်ပြောမှပဲနာရကောင်းမှသိတယ်ကိုယ်ပြုမှုလာမှပဲထိခိုက်ရကောင်းမှသိတယ်သူမကိုကြတော့ပြောချင်ရပြောမယ်လုပ်ချင်ရလုပ်မယ်ဆိုရင်ဒါအလွန်နှိမ့်ကြတဲ့အောက်တန်းကြတဲ့စိတ်ဓာတ်ပိုင်ရှင်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်စိတ်ဓာတ်တွေနှိမ့်ကြတယ်စိတ်ဓာတ်တွေမြင့်မားတယ်ဆိုတာကိုချင်းစာတရားရှိခြင်းမရှိခြင်းနဲ့တိုင်းတာရတယ်နောက်တစ်ချက်ဘလောက်သီးခံနိုင်တယ်လဲဘလောက်သီးမခံနိုင်ဘူးလေသီးခံနိုင်ရင်သီးမခံနိုင်ရင်ဆိုတာလည်းပဲစိတ်ဓာတ်အောက်တန်းကြခြင်းစိတ်ဓာတ်အထက်တန်းကြခြင်းကိုများစွာအခြေခံပြီးတော့အကြောင်းတရားတွေနဲ့အကျိုးကျေးဇူးပြုနေမယ်လို့ဆိုရမယ်သီးခံနိုင်တဲ့စိတ်ဓာတ်ကိုဒါအထက်တန်းကြတဲ့စိတ်ဓာတ်လို့ဆိုနိုင်ဘူးလားဆိုနိုင်နော်သီးမခံနိုင်ဘူးဘာလေးပြောမှသီးမခံနိုင်ဘူးဘာလေးမြင်ရလို့မှသီးမခံနိုင်ဘူးထိခနဲ့ရှိမြဲပဲစိတ်တူနေတယ်ဆိုရင်ဒါစိတ်ဓာတ်အောက်တန်းကြတာပေါ့နော်မြင်မာတဲ့စိတ်ဓာတ်မရှိဘူးအဲ့လိုပဲဦးဇင်းတို့ပေးသက်ပေါင်းသူကောင်းတို့နားလည်ပေးနိုင်တဲ့စိတ်ဓာတ်သဘောထားကြီးတဲ့စိတ်ဓာတ်ဒါမုံမြတ်တဲ့စိတ်ဓာတ်တွေလို့ဆိုရနားလည်းမပေးနိုင်ဘူးသဘောထားလည်းမကြည်နိုင်ဘူးခွန်လည်းခွန်မလွတ်နိုင်ဘူးတီးလည်းတီးမခံနိုင်ဘူးဆိုရင်တော့ဒီစိတ်ဓာတ်ကဘာအည်သွေးမှမရှိတဲ့စိတ်ဓာတ်လောကမှာလူတိုင်းအကောင်းအဆိုးဆိုတာကတော့တွေ့ကြရတာဟုတ်လားအဲ့ဒါမိမိတို့ကသိခံနိုင်မယ်နားလည်နိုင်မယ်ခွန်းလွတ်နိုင်မယ်သဘောထားကြီးနိုင်မယ်ဆိုရင်ဒီမြင်မာတဲ့စိတ်ဓာတ်ကြောင့်မိမိတည်နေတဲ့ကောင်းကျိုးချမ်းသာကိုမခံစားရပြီဘူးလားခံစားရမှာပေါ့ဟုတ်ရဲ့လားဒါကြောင့်ပေးသက်ပေါင်းတော်ဒီအချက်နဲ့လည်းပဲလောကကြီးကိုစီစစ်ကြည့်မယ်ဆိုရင်များသောအားဖြင့်လောကလူသားတွေရဲ့စိတ်ဓာတ်တွေနှိမ့်ချနေတာကိုမတွေ့ရဘူးလားတွေ့ရတယ်အဲ့လိုကိုကျင်တရားနဲ့စိတ်ဓာတ်နှိမ့်ချလွန်းတဲ့လူလောကကြီးမှာကိုကျင်တရားနဲ့စိတ်ဓာတ်ကိုမြင့်တင်ပြီးတော့မြင်မအောင်နေနိုင်အောင်ကြိုးစားရမယ်လို့ဒီလိုဆုံးမတာကောင်းမြတ်သောနေခြင်း၄မျိုးတည်းကဒုတိယနေခြင်းပေါ့နော်အတော်ဦးဇင်းတို့ဒီနေခြင်းလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားတန်ရုပ်ပါဠိတော်ဒုတိယသတ္တဗလသုတ်တံမှာဟောထားတဲ့စကားတော်လေးကိုသွားပြီးတော့အမှတ်ရမိတယ်မြတ်စွာဘုရားဟောထားလဲဆိုတော့နာဘိခဝေဟိနေနအကတပတ္တိဟောတိအကိနသဘောဘိခဝေအကတပတ္တိဟောတိတဲ့အလွန်မှတ်သားစရာကောင်းတဲ့စကားလေးပေါ့နာဘိခဝေဟိနေနအကတပတ္တိဟောတိယဟန်တို့တဲ့ယုံညံ့တဲ့စိတ်ဓာတ်နဲ့မြင့်မြတ်တဲ့အရာကိုမရနိုင်ဘူးတဲ့ယုံညံ့တဲ့စိတ်ဓာတ်နဲ့မြင့်မြတ်တဲ့အရာကိုမရနိုင်ဘူးတဲ့မြင့်မြတ်တဲ့အရာဆိုတာ
နော်အထိုတိပြောရရင်တော့နိဗ္ဗာန်ချမ်းသာပေါ့နော်ဒုက္ခခသိငြိမ်းရအမုံမြတ်ဆုံးချမ်းသာသောနိဗ္ဗာန်ဆိုတဲ့တရားတို့တရားမြတ်အဲ့ဒီအဆင့်ကိုမရောက်သေးခင်မှာဘဝအဖြစ်လည်းပဲလူဘဝတဲ့နတ်ဘဝကမြတ်တယ်နတ်ဘဝတဲ့ဗြဟ္မဘဝကမြတ်တယ်လို့ဒီလိုအကျဉ်းမြတ်ဆိုလို့မရဘူးလားရတယ်အဲ့လိုမြင့်တဲ့မျက်နာကိုလိုချင်တယ်မြတ်တဲ့မျက်တာကိုလိုချင်တယ်ဆိုရင်တော့နှိမ့်ကြတဲ့စိတ်ဓာတ်တွေနဲ့မရနိုင်ဘူးနာဘိကဝေဟိနေနအကတပတ္တိဟောတိခြုံငုံပြီးတော့လည်းနားလည်တတ်ဖို့လိုတယ်နော်အယုတ်ဖြင့်အမျက်ကိုမရနိုင်ဓာတ်မတူပေါ့သဘောပေါက်ရလားဗျအေးအဂိနာသခောဘိကဝေအကတပတ္တိဟောတိတဲ့မြင့်မြတ်တဲ့စိတ်ဓာတ်တို့ဖြင့်တန်တယ်မြင့်မြတ်တဲ့အရာကိုရနိုင်တယ်နော်ငွေတပဲနဲ့ငချင်းကောင်းကင်လို့မရဘူးလို့ဘုမာစကားမရှိဘူးလားရှိတယ်နော်တပါလေဒါလည်းအဲ့ဒီလိုမျိုးရည်ညွှန်းနေတာပဲလေဟုတ်လားယုံညံ့တဲ့စိတ်ဓာတ်နဲ့မြင့်မြတ်တာကိုမရနိုင်ဘူးမြင့်မြတ်တဲ့စိတ်ဓာတ်ဖြစ်တာလည်းမြင့်မြတ်တာကိုရနိုင်တယ်ဒါကြောင့်လောကလူသားတွေဘလို့ပဲနှိမ့်ကြပြီးတော့အောက်တန်းကျနေစေကမို့ငါကတော့မြင့်မြင့်မြတ်နေမယ်ဆိုတဲ့အတွေးမျိုးနဲ့ကိုယ့်ကိုမြင့်မအောင်တိဆောက်ဖို့တော့မလိုဘူးလားနော်အများမိုးကားရေတောက်တိုင်းကိုမိုးကားရေတောက်မဆိုရင်အများယူတော့ကိုလည်းယူမှာပေါ့ဟုတ်လားဒီနေရာမှာတခုစဉ်းစားရရှိတာကအိုးလူအများစုကလုံနေတာပဲငါလုံလို့လည်းသိမ့်မထူးပါဘူးဟောတချို့ကအကုန်လုံးကဓာကြီးလုံနေတယ်ဆိုရင်အပြစ်မရှိတော့သလိုမျိုးတောင်ထင်ကြတာရှိလူတိုင်းလုံနေတာပဲဆိုတော့ဟောစဉ်းစားကြည့်ဗမာစကားပုံတစ်ခုရှိတယ်အများညီရင်ဤကိုကျွဲဖတ်တယ်ပါတယ်တော့အများညီရင်ဤကိုကျွဲဖတ်တယ်တဲ့နော်ဒါကဤကိုသာကျွဲဖတ်လို့ရမှာပါအမှန်တရားကတော့အမှားတရားကတော့အမှန်တရားဖြစ်မသွားနိုင်ဘူးအများကလုံနေလို့မှားတာကြီးကတော့အမှန်ဖြစ်မသွားဟုတ်တယ်မဟုတ်လားဤကိုသာကျွဲဖတ်လို့ရကောင်းရမယ်အမှားကြီးကတော့အမှန်ဖြစ်မသွားဘူးမကောင်းတာကြီးကတော့ကောင်းတာဖြစ်မသွားဘူးဘယ်သူတွေပဲဘလောက်ပဲလှုပ်အမှားကအမှားပဲမကောင်းတာကမကောင်းတာအမှားကြအမှန်ဖြစ်ဆိုတဲ့စကားကလည်းရှိသေးတယ်ဒါကစကားအရာသာပြောလို့ဖြစ်မယ်ထင်ပါတယ်အမှားဘလောက်ကြာအမှားကတော့အမှားပဲအမှန်ဖြစ်မလားသဘောပေါက်ရလားဗျာဒါပေမဲ့တချို့ကဝါတတန်းနဲ့အမှားကြအမှန်ဖြစ်တကယ်ဖြစ်တယ်လို့ထင်နေတဲ့လူကရှိကောင်းရှိနိုင်တယ်တော့အများကြီးကလှုပ်နေတာငါလှုပ်လို့အသိတော့အပြစ်ထူးမယ်မထင်ပါဘူးလို့တချို့ကထင်တယ်ဟုတ်လားအစိပ်ပလင်းကတော့တယောက်တောက်လဲတယောက်တည်မှာပဲအယောက်တရားတောက်လဲအယောက်တရားလုံးတည်မှာအကုန်လုံးတောက်အကုန်လုံးတည်မှာပဲဒါကတော့ဦးဇင်းကတော့အဲ့လိုပဲမြင်တယ်ဟုတ်လားဒါကြောင့်မကောင်းတာဟာအများလှုပ်နေတာနဲ့ကိုလှုပ်တဲ့အခါမှာတတ်တာရမယ်ဆိုတာကတော့ဘယ်လိုမှအဖြစ်နိုင်တဲ့ကိစ္စအဲ့တော့ပြောနေတာကအများဘလောက်ပဲမကောင်းအများမကောင်းခြင်းကကိုမကောင်းခြင်းအတွက်အကြောင်းပြချက်မဖြစ်သင့်ဘူးဟုတ်လားအများမကောင်းလို့ငါမကောင်းရတာပါဆိုပြီးတော့အများမကောင်းတာကြီးကကိုမကောင်းဖို့အတွက်အကြောင်းပြချက်မဖြစ်သင့်ဘူးနောက်ဟိုတနေ့ကဦးဇင်းတွေကိုတခါကြီးတယောက်ရောက်လာတယ်စကားတစ်ခုပြောတယ်တော်တော်စိတ်မကောင်းစရာပါပဲဘာပြောတော့ဆိုတော့ဦးဇင်းဗျာတဲ့ဒီခေတ်ကကောင်းခြင်းလို့တောင်ကောင်းဖို့မလွယ်ဘူးဗျာတဲ့တော်တော်စဉ်းစားရရှိတယ်နော်ကောင်းခြင်းလို့တောင်ကောင်းဖို့မလွယ်ဘူးတဲ့ကောင်းဖို့အတွက်အရင်ကြိုးစားရတယ်တဲ့သူကပုံမှန်လည်းပြောတာပါပဲသူတို့ယုံမှာမှန်မှန်ကန်ကန်လှုပ်ချင်တယ်ကောင်းကောင်းမွန်မွန်လှုပ်ချင်တယ်ဆိုရင်လှုပ်ရတာအရင်ခက်တယ်တဲ့အများစုကမမှန်ကန်တော့မကောင်းမွန်တော့လူတွေသာများနေတယ်တော့ဦးဇင်းကအဲ့ဒီလိုပြောတော့တခုစဉ်းစားပြီးတယ်ဩဒီခေတ်မှာအမှန်တရားရဲ့တန်ဖိုးကအလွန်ကြီးပါလားအမှန်တရားရဲ့တန်ဖိုးကအလွန်ကြီးတယ်ဒါကြောင့်ဒီအမှန်တရားအတွက်ဒကာမတို့ဦးဇင်းတို့တွေဟာစီးပွားရေးအရာလူမှုရေးအရာအစသာရာဆုံးရှုံးသွားတာတွေလည်းရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့လို့တန်တယ်လို့မှန်မှန်ကန်ကန်နားလည်ဖို့လိုတယ်အမှန်တရားအတွက်ဆိုရင်ဘာတွေပဲဆုံးရှုံးသွားတန်တယ်လို့နားလည်တဲ့ဘောပေါက်လာဦးဇင်းပြောတာဟုတ်အဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့စိတ်ဓာတ်နဲ့ကိုယ်ကျင်တရားနှိမ့်ကြတဲ့လောကကြီးမှာစိတ်ဓာတ်နဲ့ကိုယ်ကျင်တရားကိုမြင့်မအောင်တည်ဆောက်ရမယ်ဆိုတဲ့နှိမ့်သူတွေထဲမှာမြင့်မှာဆိုတဲ့စကားလေးလည်းပဲအလွန်တရာမှတ်သားစရာမကောင်းဘူးလားကောင်းတယ်နော်ပြောမယ်ဆိုရင်တော့မစိုးဘူးနော်အဓိပ္ပာယ်တွေကအလွန်ကျပြန့်တဲ့အကြောင်းအရာတွေဖြစ်နေတာဟုတ်လားဒါပေမဲ့ဦးဇင်းတို့တစ်ချက်ကို15မိနစ်လောက်ပဲအချိန်ယူပြီးတော့ပြောရမှာဟုတ်လားအေးပထမပြောလိုက်တာကမြင့်သူတွေထဲမှာနှိမ့်ပါဒုတိယပြောလိုက်တာကနှိမ့်သူတွေထဲမှာမြင့်ပါဆန့်ကျင်ဘက်ကလေးပြောသွားတာဒါပေမဲ့အဓိပ္ပာယ်ကတော့ဆန့်ကျင်ဘက်ကြီးဓာတ်ရိုက်မဟုတ်ဘူးနော်ပထမပြောလိုက်တာကမာနတို့ဖြင့်မြင့်မားနေတဲ့လောကလူသားတွေကြားထဲမှာမာနကိုနှိမ့်ချပြီးတော့နူးညံ့သိမ်မွေ့စွာနေရမယ်ဒုတိယပြောလိုက်တာကစိတ်ဓာတ်နဲ့ကိုယ်ကျင်တရားနှိမ်ပါတဲ့လောကကြီးမှာစိတ်ဓာတ်နဲ့ကိုယ်ကျင်တရားကိုမြင့်မားအောင်တည်ဆောက်ပြီးတော့နေရမယ်ဘယ်နှချက်ကြည့်သွားပြီတော့
နှစ်ချက်ရှိသွားပြီကောင်းမြတ်သောနေခြင်း၄မျိုးတည်းက2မျိုးရှိသွားပြီပေါ့နော်နောက်ဦးဇင်းတို့တတိယကောင်းမြတ်သောနေခြင်းတဲ့ပဋိမြတ်ကြီးဘယ်လိုဆက်ဆုံးပါလဲဝတိအဝတ္တမာနေတုအဝတ္တမာနေတုမနေသူတွေရဲ့ကြားထဲမှာဝတိနေရမယ်မနေသူတွေရဲ့ကြားထဲမှာနေရမယ်အဲ့ဒါကတော့ဘာကိုဆိုလိုတာတော့အဲ့ဒီဆုံးမလေးကပိုးပြီးတော့တောင်းတင်းတဲ့အဓိပ္ပာယ်ရှိတယ်သူတော်ကောင်းတရားတို့ဖြင့်မနေနိုင်ကြတဲ့လောကလူသားတွေကြားထဲမှာသူတော်ကောင်းတရားနဲ့နေနိုင်အောင်ကြိုးစားရမယ်လို့ဆိုလိုတာတဲ့လူအများစုကသူတော်ကောင်းတရားနဲ့မနေနိုင်ကြအောင်အဲ့ဒါလိုသူတော်ကောင်းတရားနဲ့မနေနိုင်ကြတဲ့လောကလူသားတွေကြားထဲမှာငါကတော့သူတော်ကောင်းတရားနဲ့သွန်အားရှိသမျှနေကြည့်မယ်ဆိုတဲ့အတွေ့မျိုးနဲ့သူတော်ကောင်းတရားနဲ့နေနိုင်အောင်ကြိုးစားရမယ်မနေသူတွေထဲမှာနေပါဆိုတာဒါကိုပြောတာတဲ့အဲ့တော့ဒီနေ့မှာဦးဇင်းတို့သူတော်ကောင်းတရားဆိုတာဘာကိုပြောတာလို့သူတော်ကောင်းတရားရဲ့နေပယ်ကလည်းအလွန်ကျေပါတယ်နော်အလွန်ကျေပြတ်တဲ့အဓိပ္ပာယ်တွေကနော်အဓိပ္ပာယ်လေးနှစ်ခုဦးဇင်းတို့ပြောကြည့်ခြင်းတယ်သူတော်ကောင်းတရား2မျိုးပေါ့သူတော်ကောင်းတရားအမျိုးမျိုးရှိတဲ့နေထဲကသူတော်ကောင်းတရား2မျိုးလောက်ပြောကြည့်ရနော်အဲ့ဒါဘာနဲ့ပြောခြင်းလို့ဆိုတော့မေတ္တာတရားနဲ့တတိတရားဟုတ်လားမေတ္တာတရားများသောဖြင့်မေတ္တာတရားဆိုတဲ့မုံမြတ်တဲ့နော်ဒီသဘာဝတရားလေးနဲ့ဒီကာရမတို့ဦးဇင်းတို့တွေကမနေနိုင်ကြအောင်နော်လူအများစုဟာမေတ္တာတရားနဲ့မနေနိုင်ကြအောင်မေတ္တာဆိုတာတတ္တဝါတွေရဲ့အပေါ်မှာကောင်းကျိုးချမ်းသာရရှိသွားပါစေဆိုတဲ့မုံမြတ်တဲ့စိတ်ဓာတ်တတ္တဝါတိုင်းကိုယ်ပါဝင်ဘေးရန်ကင်းခြင်းနဲ့ကျမ်းမာရေးကောင်းခြင်းနဲ့နှလုံးစိတ်ဝငြိမ်းချမ်းခြင်းနဲ့အစသာရရဆင်ပြေခြင်းနဲ့ဒီကောင်းကျိုးနဲ့ချမ်းသာကိုတတ္တဝါတိုင်းမလိုလားဘူးလားလိုလားနော်ဒီရှန်လေးတွေကစအကုန်လုံးတတ္တဝါမှန်ရင်ချမ်းသာစေခြင်းချမ်းသာခြင်းတာကြီးပဲကောင်းခြင်းတာကြီးပဲအဲ့တော့ကိုယ်နဲ့နှိုင်းဆန်ပြီးတော့တတ္တဝါတွေလိုလားတောင့်တတဲ့ကောင်းကျိုးနဲ့ချမ်းသာရရှိသွားကြပါစေလို့အဲ့လိုစိတ်ဓာတ်ကလေးထားတာကိုဒါပါစိတ်ဓာတ်လို့ခေါ်တော့မေတ္တာစိတ်ဓာတ်အလွန်မြင့်မားတဲ့မွန်မြတ်တဲ့အေးချမ်းတဲ့အလွန်တန်ဖိုးကြီးတဲ့စိတ်ဓာတ်ကလေးတစ်မျိုးပေါ့များသောဖြင့်ဒကာမတို့ဦးဇင်းတို့တွေကအဲ့ဒီစိတ်ကလေးနဲ့နေနိုင်တဲ့အနေထားနေနိုင်တဲ့အခြေအနေကအလွန်နည်းတယ်။ဘာနဲ့ပဲနေကြတာများတော့ဆိုတော့သူ့ရဲ့ဆန့်ကျင်ဘက်စိတ်တိုင်းမကြမ်းမှုတွေမကျေနပ်မှုတွေဒီပူလောင်မှုတွေနဲ့ပဲနေကြတာများတယ်။ဥပမာနဲ့ပြောရရင်တော့ဒေါသတွေနဲ့နေကြတာများတယ်။ဒေါသဖြစ်ဖို့အတွက်ပြင်ဆင်ထားတဲ့အနေအထားမျိုးတွေနဲ့နေကြတာများတယ်။တော့ဒေါသကအမြဲတမ်းဖြစ်နေတယ်လို့တော့မဆိုလိုပါဘူး။ဒါပေမဲ့ဒေါသမဖြစ်တဲ့အချိန်မှာလည်းပဲကိုတော်လို့ဒေါသမဖြစ်တာမဟုတ်ဘူးလို့ဦးဇင်းကတော့ဆိုနေတယ်။ဘာလို့ဒေါသမဖြစ်တာလို့ဒေါသဖြစ်เสียအကြောင်းမတွေးလို့မဖြစ်တာ။ဟုတ်လား။ဒေါသမဖြစ်တာကကိုတော်လို့လားဖြစ်เสียအကြောင်းမရှိလို့လား။ဒေါသဖြစ်เสียအကြောင်းတွေးလိုက်တာနဲ့အချိန်မဆိုင်ပါဘူးဗျာ။စိတ်တူเสียမြင်လိုက်တာနဲ့စိတ်တူเสียကြားလိုက်တာနဲ့ရှုတိုင်းနဲ့တခါလဲတူပြီးသားပဲစိတ်ကအချိန်တောင်စောင့်ကြမလို့ဘာလို့အဲ့လိုမြန်းနေတာတော့ဒေါသဖြစ်တဲ့ကိစ္စမှာဘာလို့အဲ့လိုမြန်းနေတာတော့ဒီထဲမှာအရန်နဲ့ပြင်ဆင်ထားတာကျွမ်းကျင်နေတဲ့ဒီအလုပ်ကိုစိတ်တူတဲ့အလုပ်ကြီးကိုအရန်ကျွမ်းကျင်နေတယ်ဟုတ်လားဘလို့ကြားရင်ငါစိတ်တူမယ်ဘလို့မြင်ရရင်တော့ငါစိတ်တူမယ်ဆိုတဲ့အလေးအကျင့်ဇိုးကြီးကစွဲနေတာနောက်ထပ်အဲ့ဒါမျိုးတွေးလိုက်တာနဲ့အဲ့ဒါမျိုးကြားလိုက်တာနဲ့အဲ့ဒါမျိုးတွေးမိတာနဲ့တော်တော်အောင်စရာကောင်းတယ်နော်ဒီခါလေးမြင်ရတာကြားရတာတွေးရတာမဟုတ်သေးဘူးတွေးမိတာနဲ့တော့စိတ်ကတိုးတယ်ဟောတယောက်တည်းတိုးနေတာမြင်ရတာလည်းမဟုတ်ကြားရတာလည်းမဟုတ်တွေ့ရတာလည်းမဟုတ်သေးဘူး။ဘာဖြစ်ရတာနဲ့တွေ့တယ်တိုးတယ်ကိုအတွင်းနဲ့ကိုတောင်စိတ်တိုးနေတာမရှိဘူးလားရှိတယ်အဲ့ဒါလိုမျိုးမကျေနပ်ချက်တွေနဲ့နော်ပူလောင်မှုတွေနဲ့အနေများနေကြတာပါမေတ္တာတရားနဲ့မနေနိုင်ကြအောင်အဲ့ဒီလိုလူတွေကြားထဲမှာနော်တကူလည်းပါတယ်နော်ဟုတ်လားမေတ္တာတရားနဲ့နေနိုင်အောင်ကြိုးစားရမယ်မေတ္တာတရားနဲ့နေခြင်းသည်ကိုယ့်အတွက်လည်းပဲအကျိုးရှိတယ်လို့ကိုယ်နဲ့ထိစပ်ရာပတ်ဝန်းကျင်လူသားတွေအတွက်လည်းပဲအများကြီးအကျိုးရှိတယ်ကိုယ့်အတွက်အကျိုးရှိတယ်ဆိုတာကတော့အလွန်ထင်ရှားပါတယ်ဒေါသမီတောက်လောင်ခြင်းမှတတ်တာခွင့်ရတယ်ဒေါသကြောင့်ဖြစ်ပေါ်လာမဲ့ဆိုးကျိုးတွေကလည်းလွတ်ငြိမ်းချမ်းသာခွင့်ရတယ်ပေါ့မေတ္တာရှိနေတဲ့အချိန်ပြီးတော့မေတ္တာတရားကြောင့်ဖြစ်ပေါ်လာမဲ့ကောင်းကျိုးချမ်းသာတွေကိုလည်းအများကြီးခံစားနိုင်ခွင့်ရှိတယ်ပေါ့မေတ္တာတရားရဲ့အကျိုးကျေးဇူးကလည်းပြောမစင်မကုန်နိုင်ဘူးကိုယ်နဲ့ထိစပ်ရာပတ်ဝန်းကျင်လူသားတွေအတွက်လည်းပဲအများကြီးအကျိုးရှိပါတယ်ကိုယ်ကငြိမ်းငြိမ်းချမ်းချမ်းကြည်ကြည်လင်းလင်းမေတ္တာတရားနဲ့မုံမုံမြတ်မြတ်နေနိုင်တယ်ဆိုရင်ကိုယ့်ကိုမြင်ရတဲ့လူကိုယ့်အတန်ကြားရတဲ့လူကဘာဖြစ်သွားမေတ္တာတက်ကူးသွားတာပဲဓာတ်ဆိုတာကူးတဲ့သဘောရှိတယ်အထူးသဖြင့်မေတ္တာနဲ့ဒေါသမှာအလွန်ထင်ရှားတယ်လို့ဦးဇင်းထင်တယ်မေတ္တာကလည်းအလွန်ကူးတာပဲဒေါသကပိုးတောင်အကူးမြန်နေတယ်ဖြစ်
ရှူထဲကျဒုံလုံးတိုင်းတိုင်းဖြစ်နေဆိုဘေးကမြင်ရတဲ့ကြားလူတော့ဘလို့ဖြစ်တော့စိတ်မသက်မသာဖြစ်တယ်အဲ့ဒီမသက်မသာတာပါတော့ဒေါသပဲလေအဲ့ဒီလိုလူကိုကိုယ်စိတ်ထဲမှာမုံမြက်နုံနုံရှိနိုင်သလားအဲ့ဒီအချိန်မှာမရှိဘူးနော်စဉ်းစားကြည့်နော်အမုန်းတွေဟာအမုန်းတွေကိုပဲဖြစ်စေတယ်ဒေါသတွေဟာလည်းဒေါသတွေကိုပဲဆက်ပြီးတော့ဖြစ်ပေါ်စေဖို့အကြောင်းအခွင့်များတယ်ဟုတ်လားအဲ့လိုပဲမေတ္တာတရားဟာလည်းမေတ္တာတရားကိုအများကြီးဆက်ပြီးတော့မဖြစ်စေဘူးလားဖြစ်စေတယ်ဒါကြောင့်မေတ္တာတရားနဲ့နေနိုင်မယ်ဆိုရင်မနေသူတွေထဲမှာနေရာရောက်တဲ့အတွက်ကြောင့်အလွန်မမြတ်သောကောင်းမြတ်သောနေခြင်းဖြင့်နေထိုင်ရာရောက်တယ်လို့ဆိုနိုင်မို့လားဆိုနိုင်တယ်နောက်တစ်ချက်တတိလို့ဦးဇင်းပြောတယ်နော်တတိဆိုတာဘာလဲဗျတတိဆိုတာမိမိခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရနေတဲ့သဘောကိုတတိလို့ပြောတာအပမာဒလို့လည်းပဲဒီလိုမျိုးမြတ်စွာဘုရားဟောတာမရှိဘူးလားအတူတူပဲမမေ့မလျော့မပေါ့မဆတတိတရားနဲ့နေတယ်ဆိုတာကိုယ်ခန္ဓာမှာဘာဖြစ်နေတယ်လဲဆိုတာကိုအောက်မေ့အမှတ်ရနေတဲ့သဘောလေးကိုတတိလို့ပြောတာဖုံးနံပါတ်တွေကိုအမှတ်ရတာကိုတတိလို့ပြောတာမဟုတ်အဲ့ဒါကအရက်ထဲမှာပြောဆိုသုံးလုံးတဲ့တတိအခုတန်ဖိုးကြီးမားတဲ့တတိဆိုတာကမိမိခန္ဓာရဲ့သဘာဝတရားစောစောကဦးဇင်းပြောခဲ့တဲ့နော်အကောင်းတွေလည်းဖြစ်တယ်အဆိုးတွေလည်းဖြစ်တယ်ဖြစ်ချင်တာတွေလည်းဖြစ်တယ်မဖြစ်ချင်တာတွေလည်းဖြစ်တယ်ပြောကြတာမရှိဘူးလားအဲ့ဒီဖြစ်နေတဲ့တရားတွေကိုမှန်မှန်ကန်ကန်ဖြစ်တိုင်းတိနေအောင်ကြိုးစားအဲ့ဒီဖြစ်နေတဲ့သဘာဝတရားလေးတွေကိုအပိုးအလိုမရှိဖြစ်ရွှက်ချက်မရှိနှုတ်ပယ်ချက်မရှိမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရနေတာကိုတတိလို့ပြောတာဟုတ်လားအဲ့ဒီတတိနဲ့ဒကာဓမ္မတို့ဦးဇင်းတို့လောကလူသားတွေဟာမနေနိုင်ကြတာပဲများနော်အပမာဒနဲ့မနေနိုင်ကြဘူးပမာဒဆိုတဲ့မိမိရောပေါ့ဆဆနေခြင်းနဲ့ပဲနေကြတာဖြစ်တယ်လို့ပဲနေကြတာပေါ့ဖြစ်တယ်လို့နေတယ်ဆိုတာဘာလဲလူငယ်တွေနားလည်အောင်ပြောကြည့်မယ်ဖြစ်တယ်လို့နေတယ်ဆိုတာမြင်ရင်ကြည့်မယ်ကောင်းတယ်ထင်ရင်ကြိုက်မယ်မကောင်းမှုထင်ရင်မိုက်မယ်ကြားရင်နားထောင်မယ်ကောင်းတယ်ထင်ရင်ကြိုက်မယ်မကောင်းမှုထင်ရင်မိုက်မယ်ဒါပဲဘာမှသူ့မှာအထူးသဖြင့်ကြိုးစားအထုတ်နေတာမျိုးမရှိဘူးရေစုံမျောပြီးတော့လိုက်နေတယ်လို့မျိုးပေါ့အနုသောတဂါမိရေစုံလန်းဟုတ်လားဒုက္ခတွေကိုခြားလဲသွားမဲ့လမ်းအဲ့ဒီလိုမဟုတ်ဘူးတတိလေးထားပြီးတော့နေမယ်ဖြစ်နေတာတွေကိုသိပြီးတော့နေမယ်အဲ့ဒါဆိုရင်တော့သူကပฏิသောတာဂါမိတန်တရားအဆန်လန်းဟုတ်ရဲ့လားဟောချမှုအများကြီးရှိတယ်နော်အေးများသောဖြင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေကဘယ်လိုနေကြတာတော့တတိမရှိဘဲနဲ့ပမာဒနဲ့မေမေရောဖြစ်တယ်လို့နေတာအတွေ့အကြုံနေရတဲ့အဆုံးအမကောင်းလို့ဆိုတဲ့သာသနာတော်မြတ်ကြီးနော်ရရှိနေတဲ့အလွန်တန်ဖိုးကြီးမားတဲ့အသိဉာဏ်နဲ့ပြည့်စုံတယ်လို့ဆိုတဲ့လူသားရဲ့အဖြစ်နော်မြင့်မြတ်တဲ့အဆုံးအမကောင်းဖြစ်တဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့ကြုံရတဲ့အသိဉာဏ်ရှိတဲ့လူသားတစ်ယောက်ရဲ့အနေအထားသည်ကိုကြိုးစားအထုတ်မဲ့အသုံးချမဲ့ဆိုရင်အလွန်တရာဖြစ်နိုင်ပြီးအားကြီးတယ်ဒုက္ခကသိငြိမ်းသွားစေနိုင်တယ်မဲ့ဉာဏ်ဘုံဉာဏ်မျက်နှိဗ္ဗာန်ကိုရရှိသွားစေနိုင်တယ်လူရင်းကြပြောကြည့်တာနော်အဲ့ဒီလောက်ဖြစ်နိုင်ရည်ကြီးတဲ့အခွင့်အရေးအဲ့ဒီလောက်ဖြစ်နိုင်ရည်ကြီးတဲ့အခြေအနေတွေကိုမေမေရောပေါ့ဆဆဖြစ်တယ်လို့နေရင်းနဲ့ဖြုံးနေပြလိုက်ကြတယ်ဟုတ်ရဲ့လားနော်တတိမရှိဘဲနဲ့နေရင်တော့ဘာမှထူးထူးကဲကဲဖြစ်လာကြအကြောင်းမရှိဘာမှမေမေရသိစရာလည်းအကြောင်းမရှိဒီလိုနဲ့ဝူရဝါဒနဲ့ရောင်ပေပေနဲ့အချိန်ကုန်ပြီးတော့အသက်ကြီးပြီးတော့တည်ချိန်ကြတော့တည်သွားတာပါပဲဟုတ်ရဲ့လားဒါကြောင့်အများစုကတော့ဘယ်လိုနေကြတော့အဲ့ဒီလိုနေခြင်းနဲ့ပဲနေသွားတာဘဝရဲ့တန်ဖိုးဘာသာသာသနာရဲ့တန်ဖိုးကိုကောင်းကောင်းအသုံးချမယ်ဆိုတဲ့စိတ်နဲ့မမေ့မလျော့မပေါ့မဆတတိနဲ့နေတဲ့အနေအထားမျိုးအလုံးမနေဘူးလားနေတယ်အဲ့ဒါကိုဆိုလိုတာတတိနဲ့မနေကြတဲ့လောကကြီးမှာတတိနဲ့နေနိုင်အောင်ကြိုးစားတာတတိနဲ့နေနိုင်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်အလွန်သေးကြတာအလွန်ထင်ရှားတာကတော့အလွန်တန်ဖိုးကြီးမားတဲ့အသိဉာဏ်ပညာတွေအစဉ်စဉ်မြင့်မားလာတယ်ဆိုတာပဲနော်အသိဉာဏ်ပညာအဆင့်မြင့်မားလာတာနဲ့မြတ်ကိုယ့်ဘဝရဲ့အနေထားဟာပြောင်းလဲသွားတာအသိဉာဏ်အဆင့်အတန်းမြင့်မားလာမှဘဝပြောင်းလဲတယ်ဘဝအဆင့်အတန်းမြင့်မားတယ်လို့ဆိုနိုင်တယ်မနေ့တုန်းကလည်းဒါပဲသိတာပဲမနှစ်ကလည်းဒီလိုပဲသိတာပဲမွေးကစားကလည်းဒီလိုပဲသိတာပဲအခုလည်းဒါပဲသိတာပဲဆိုရင်တော့အသိမပြောင်းလဲသေးတဲ့မြတ်တော့ဘဝအဆင့်အတန်းမြင့်မားလာတယ်လို့မဆိုနိုင်ဘူးနော်အသက်တာကြီးသွားတာအသိဉာဏ်ကကြီးပြီးတော့လိုက်မလားမန္တာလိတတ္တဝဋ္ဌာလိပညာတတ္တနဝတ္တိတဲ့အသက်ကြီးတော့အသားတွေပဲတိုးလာတယ်ဉာဏ်ကတော့တိုးမလာဘူးတဲ့အဲ့ဒါမြတ်စွာဘုရားကတော့ဗာနဲ့ဥမာပေးတော့ဆိုတော့ကောင်းကောင်းကြွေးမွေးထားတဲ့ဝက်ကြီးများနဲ့ဥမာပေးပြီးတော့ဟောတာနော်အသက်ကြီးလာတော့ဗာတွေတိုးလာအသားတွေတော့တိုးလာတယ်တဲ့ဒါပေမဲ့အသိဉာဏ်ကတော့တိုးမလာ
အဲ့ဒါဘာကြောင့်အဲ့လိုဖြစ်ရတာလဲဆိုတော့တတိမထားလို့အပ္ပမာဒနဲ့မနေလို့နော်မိမိခန္ဓာမှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုစိတ်ဝင်စားမှုမရှိဘဲနဲ့တတိကပ်ပြီးတော့မထားနိုင်တော့ဘဝနဲ့ပတ်သက်ပြီးတော့ခန္ဓာနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်သိတဲ့ဉာဏ်ကိုသူမရဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့အစစ်မြင့်မားတဲ့ဘဝကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်အသိဉာဏ်ရှိဖို့လိုတယ်အသိဉာဏ်ကိုရခြင်းနဲ့ဆိုရင်တတိထားဖို့လိုတယ်ဦးဇင်းတို့ဓမ္မပဒပါဠိတော်အပ္ပမာဒဝတ်ထဲမှာအလွန်တန်ဖိုးကြီးမားတဲ့ဂါထာလေးတစ်ပုဒ်တွေ့ရတယ်တော်တော်လေးသဘောကျတယ်အဲ့ဒီဂါထာလေးတတိရဲ့တန်ဖိုးတတိနဲ့နေခြင်းရဲ့တန်ဖိုးကိုတင်းတင်းရှားရှားပြောထားတယ်လို့ဆိုနိုင်ပါတယ်အဲ့ဒီဂါထာလေးကိုအသေးချာလေးအာယုံစိုက်ကြည့်နော်ပမာဓမ္မပမာဒေနယရာနုတတိပန္တိတောပညာပါတာဒမာရုံရှာအသောကသောကိနိမဇံပပတ္တထောဝဘူမတ္တိဒီရောပါလေအဝကတိတဲ့ဂါထာလေးအများသောဖြင့်ဂါထာတွေက၄ပါဒရှိတယ်ဒါပေမဲ့ဒီဂါထာလေးကတော့6ပါဒတောင်ရှိတယ်တဂါထာခွဲရဲ့ပေါ့အဓိပ္ပာယ်လေးတိတိကျကျလေးမှတ်သားကြည့်ပါနော်ယရာနုတတိပန္တိတောတဲ့ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာနော်အသိဉာဏ်ကြီးလာတဲ့ပုဂ္ဂိုလ်ဆိုတာပမာဒမေ့လျော့ခြင်းကိုအပ္ပမာဒေနမမေ့မလျော့ခြင်းဖြင့်အနုတတိအစားထိုးတယ်တဲ့ဟောပြောပုံလေးအလွန်ထိမိတယ်နော်အတိကလေးရှိလာတယ်ဘာသာသာသနာရဲ့အဆုံးအမကြောင့်သူတော်ကောင်းတွေနဲ့ပေါင်းရသင်ရလို့မိမိကလည်းပဲနှလုံးသွင်းမှန်ကန်လို့အတိညာလေးရှိလာပြီဆိုရင်အဲ့ဒီလူကဘာလို့တုံဆိုတော့မေ့လျော့ခြင်းရဲ့နေရာမှာမမေ့မလျော့ခြင်းကိုအစားထိုးတယ်တဲ့ပမာဒရဲ့နေရာမှာအပ္ပမာဒနဲ့အစားထိုးလိုက်တယ်ဟောမိမိရောရောပေါ့ပေါ့ဆဆနေလို့ကတော့ဘာမှလည်းထူတာမဟုတ်လားမေမေရရလို့လည်းဘာမှလည်းအတိလည်းရှိသွားတာမဟုတ်နော်အလွန်တရာမှဆုံးရှုံးနေနေခြင်းပဲလို့နားလည်ပြီးတော့အပ္ပမာဒဆိုတဲ့သတိတရားလေးနဲ့သူနေဖို့ကြိုးစားတယ်ထိုက်တလောက်လည်းသူနေပြီးတော့ကြည်ရပေါ့အစာပိုင်းမှာဒါကိုရည်ရွယ်တာနော်ဉာဏ်ရှိတဲ့လူဆိုတာမေ့ခြင်းရဲ့နေရာမှာမမေ့ခြင်းကိုအစားထိုးတယ်တဲ့နားလည်တယ်နော်အဲ့လိုမျိုးအပ္ပမာဒနဲ့နေလိုက်တဲ့အခါကျတော့ဘာတွေဖြစ်လာတော့ပညာပါတာရမာရုံရှပညာပါတာရပညာဒီဟုသောပြတ်သက်တဲ့သူအာရုံရှတဲ့၍ဟောပညာပြတ်သက်ကြီးပေါ်ကိုရောက်သွားတယ်တဲ့တတိနဲ့နေလို့ရှိရင်မြတ်စွာဘုရားလက်ထက်ကဘုံ9ဆင်းရှိတဲ့ပြတ်သက်တို့ဘာလို့ပိဋကတို့ကြားဥပါတယ်ဟုတ်လားဒါကဒုက္ခဒုက္ခအဲ့ဒါကအထက်မြင့်အဆောက်အဦဆိုတဲ့သဘောပါပဲနောက်ခုခေတ်ကတော့အထက်200 300ရှိတဲ့အဆောက်အဦကြီးတောင်မရှိဘူးလားကဲအလောက်မြင့်တဲ့နေရာကြီးကိုရောက်သွားတယ်ဒါမြတ်စွာဘုရားဒုက္ခကအမြင့်ဆုံးအဆောက်အဦနဲ့ဒါတင်စားတာနော်မြင့်တဲ့နေရာကိုရောက်သွားတယ်အမြင့်ကိုရောက်သွားတယ်ဆိုတော့သိကြတာကအမြင်ကျဲလာတယ်ခုဒီနားမှာထိုင်ရင်းနဲ့ကြည်ရတာမြင်ရတာနဲ့ဟိုတိုက်ကြီးဘဝနဲ့ကြည်ရတာမြင်ရတာတူနိုင်မလားနော်ဒီနားမြင်ရတာကနည်းနည်းဒီနားနဲ့မြင်ရတာအပေါ်ရောက်သွားလေလေမြင်ရတဲ့မြင်ကွင်းကကျေပြန့်လေလေဟုတ်တယ်မဟုတ်လားအေးအဲ့တော့အဆင့်မြင့်သွားလေလေအမြင်ကျေလေလေပေါ့အဲ့တော့အဆင့်ကဘာအဆင့်လုံးဆိုတော့ပညာအဆင့်ဘာအဆင့်လဲဗျပညာအဆင့်နော်ပညာဆိုတာကလည်းပဲနော်လောကီလိုဗဟိတအရာတွေကိုသိတဲ့မြင်တဲ့ပညာကိုဆိုလိုတာမဟုတ်မိမိခန္ဓာရဲ့သဘာဝမိမိလောကရဲ့သဘာဝတည်းတည်းပြောရင်တော့အနိစ္စဒုက္ခအနတ္တတွေကိုသိတဲ့မြင်တဲ့သဘောနော်သစ္စာလေးပါးကိုသိတဲ့မြင်တဲ့သဘောဒါတွေကိုဒီနေရာမှာပညာလို့ရည်ညွှန်းတာဟုတ်လားအဲ့တော့တတိထားလို့ရှိရင်ပညာအဆင့်ကမြင့်လာတယ်ဒါကိုမြတ်စွာဘုရားကပညာပါတာရမာရုံရှာပညာပြတ်တတ်ပေါ်ကိုတက်သွားတယ်လို့ပြောတာဟုတ်ရဲ့လားတတိကလေးထားကြည့်ကိုယ်ခန္ဓာကိုတတိထားတဲ့အလေးကျင့်ကိုပြုစုပြောထားနော်အာနာပါနကမ္မဋ္ဌာန်းစီးပြန်တယ်ဆိုတာဒီဝင်သက်ထွက်သက်ရဲ့ပုံမှာတတိထားရင်ဖြင့်တတိကိုကြီးထွားလာအောင်မွေးမြူခြင်းတစ်မျိုးလို့မဆိုနိုင်ဘူးလားဆိုနိုင်တော့ဒီပြင်ဦးဇင်းတို့ကမ္မဋ္ဌာန်းနည်းတွေလည်းပဲဒါတတိနဲ့ကြိုးစားအထောက်ကြတာပါပဲဘာပဲဖြစ်တိုင်းတိနေအောင်ကြိုးစားအထုတ်တဲ့နည်းလမ်းတွေကမရှိဘူးလားရှိရတော့အဲ့လိုဖြစ်တိုင်းတိနေမယ်တတိထားနေမယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာငါခန္ဓာမှာဘာတွေဖြစ်လာလို့မှတည်ငြင်းမနေပါလားဆိုပြီးတော့ဟောအနိစ္စသဘောကိုသိတဲ့မြင်တဲ့ဉာဏ်လွယ်လေးရနိုင်တယ်နော်တတိသာစိတ်ကလေးထားကြည့်ပေါ့အနိစ္စကိုသိတဲ့ဉာဏ်ကိုရနိုင်တယ်အနိစ္စကိုသိတဲ့ဉာဏ်ရင့်မာလာပြီဆိုလို့ရှိရင်ဘာတွေဖြစ်နေလို့မှတည်မြဲမနေတဲ့အတွက်ကြောင့်ဘာတွေဖြစ်နေလို့မှကောင်းနေလို့ဆိုလို့မရပါလားလို့ခန္ဓာရဲ့ဒုက္ခသဘောတွေကိုလည်းနားလည်လာနိုင်တယ်နော်နောက်မတည်မြဲတဲ့အနိစ္စသဘောကိုအမြင်တမ်းလာပြီဆိုလို့ရှိရင်ဒီယုံနံခန္ဓာရဲ့သူတို့ရဲ့ပုံမှာကိုယ်အစိုးတရားမရှိမှုသူတို့ကကိုယ့်ရဲ့အလိုကိုဘာတစ်ခုမှမလိုက်မှုလို့ဆိုရတဲ့အနတ္တသဘောကိုလည်းသိလာမြင်လာနိုင်တယ်တကယ်ကဒကာမတို့အင်းတို့ရဲ့ခန္ဓာကြီးကဘယ်လိုပဲဖြစ်ဖြစ်ဖြစ်တိုင်းဖြစ်တိုင်းတိနေအောင်ကြိုးစားအထုတ်တယ်တတိထားနေမယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာဒီခန္ဓာရဲ့
သူတို့ရဲ့ပုံမှာကိုကဘာမှလွှမ်းမိုးနိုင်မှုချုပ်ကန်နိုင်မှုအစိုးတရားရှိမှုဘာမှရှိတာမဟုတ်ဟုတ်လားပြီးတော့လည်းအဲ့ဒီသဘာဝတရားတွေကကိုယ့်အလိုကိုယ်ဆန္ဒကိုလိုက်လျောတယ်ဆိုတာလည်းဘာတစ်ခုမှရှိတာမဟုတ်ဒါကိုဘာလို့ခေါ်တော့အနတ္တဒီအချက်ကဥရှင်တို့ဒါလူငယ်တွေအတွက်ရည်ရွယ်ပြီးတော့နည်းနည်းပြောကြည့်ရတယ်ကျမ်းမာရေးမကောင်းတဲ့အချိန်မှာတိတာထင်ရှားနိုင်တယ်လို့တွေးကြည့်စေချင်တာအစာကလေးတွေးကြည့်စေချင်တာဒါရဲ့ပုံမှာကိုဒီအစိုးတရားချုပ်ကင်နိုင်မှုမရှိဘူးဒီသဘာဝတရားတွေကကိုယ့်ရဲ့အလိုကိုမလိုက်ပုံဆိုတာလေးကိုကျမ်းမာရေးမကောင်းတဲ့အချိန်လေးတွေမှာအထူးသဖြင့်သတိထားကြည့်စေချင်တယ်မသက်သာတဲ့သဘောမအီမသာဖြစ်တဲ့သဘောနော်ဒီလိုမျိုးဖောက်ပြန်ပြောင်းလဲတဲ့အနေအထားကြီးခါရခက်တဲ့သဘောကြီးကိုဘယ်သူဖြစ်ချင်တော့ဘယ်သူမှမဖြစ်ချင်ဘူးမဖြစ်ချင်တော့လည်းပဲဖြစ်နေရတယ်တိကျစဉ်းစားကြည့်နော်တကယ်သာအစိုးတရားရှိမယ်ပိုင်ပိုင်နိုင်နိုင်ရှိမယ်ဆိုရင်အဲ့လိုဖြစ်ကြအကြောင်းမရှိပါဘူးဟုတ်လားအဲ့လိုဖြစ်လာပြီဆိုရင်လည်းပဲကိုဘာမှအဲ့ဒါကိုပြုပြင်ပြောင်းလဲနိုင်စွမ်းမရှိဘူးဟုတ်လားဦးဇင်းရဲ့ဆေးတွေတောက်တာကိုပြုပြင်ပြောင်းလဲတာပေါ့လို့မပြောနဲ့အဲ့ဒါဆေးကပြုပြင်ပြောင်းလဲတာကိုမစွမ်းလို့ဆေးကိုအားကိုးရတာဟုတ်လားဆေးကိုတော့မှကိုသဘောနဲ့ကိုမတောက်တက်လို့ဆရာဝန်ကိုထပ်ပြီးတော့အားကိုးရတာမရှိဘူးလားရှိတယ်အဲ့တော့ဒကာရမတို့ဦးဇင်းတို့စဉ်းစားကြည့်နော်ဒီခန္ဓာကိုယ်ကြီးရဲ့ဖောင်းလက်ဖြစ်ပေါ်နေတဲ့အနေအထားတွေဟာတကယ်တမ်းကတော့ကိုယ်စိုးကိုယ်ပိုင်လည်းမရှိဘူးအလိုလိုက်တဲ့သဘောလည်းမရှိဘူးသူဖြစ်เสียရှိတဲ့အတိုင်းဖြစ်သွားတာဓမ္မာနိတ္တတနိစီဝသဘာဝယုံ nant သဘာဝတရားတွေဆိုတာတတ္တဝါသဘောမဟုတ်ဘူးအသက်သဘောမဟုတ်ဘူးသဘာဝတရားတသက်လို့ဆိုပြအဲ့တိုင်းဟောသဘောပေါက်ရဲ့လားဒါဘာလို့ခေါ်တော့အနတ္တအဲ့ဒီအနိစ္စဒုက္ခအနတ္တကိုခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုသတိထားခြင်းအပြင်ခန္ဓာရဲ့သဘာဝဖြစ်တဲ့ဒီအနိစ္စဒုက္ခအနတ္တကိုမသိနိုင်ဘူးလားသိနိုင်လေအဲ့ဒါသိလာပြီဆိုရင်ဉာဏ်ပညာအဆင့်မြင့်လာတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒီအနိစ္စဒုက္ခအနတ္တကိုငယ်ငယ်လေးလေးကစရိုးနေအောင်ကြားဖို့နေတာဘယ်အတိုင်းဓာတ်ထိနဲ့ကိုယ်သဘောပေါက်တယ်လဲဆိုတာကတော့ကိုလေးလေးနဲ့မေးရမယ်မေးခွန်းပေါ့ဟုတ်တယ်မဟုတ်လားအဲ့ဒါတွေကိုသိကျင်တယ်မြင်ကျင်တယ်အသိဉာဏ်အဆင့်အတန်းမြင့်မားကျင်တယ်ဆိုရင်ပမာဒနေရာမှာအပမာဒနဲ့အစားထိုးနိုင်ရမယ်တတိနဲ့နေတဲ့အလေးကျင့်လေးကိုဖြည်းဖြည်းပြောင်းထောင်ရမယ်အဲ့ဒါဆိုရင်ဘယ်ရောက်သွားတော့ပညာပါတာတံပညာဒီဟူသောပြတ်တတ်သူအာရုံရှာတက်၍ပညာပြတ်တတ်ပေါ်ရောက်သွားအဲ့လိုရောက်တော့တဲ့ခါကျမှဘာမြင်ရတော့တဲ့အတောကတောကိနိမိစ္ဆာအတောကစိုးရင်ခြင်းမရှိပါဘဲနဲ့မိမိကိုယ်တိုင်ကစိုးရင်ခြင်းမရှိပါဘဲနဲ့တောကိနိမိစ္ဆာစိုးရင်ခြင်းတို့ရောက်ရနေသောတတ္တဝါတွေကိုအဝကတိကြည့်နေရတယ်မြင်နေရတယ်ပညာပြတ်တတ်ပေါ်ရောက်သွားတော့နော်စိုးရင်ပူလောင်နေကြတဲ့ဩကာတွေတိနေဝါတွေနှိမ့်ဆက်တာကိုခံနေရတဲ့တတ္တဝါတွေကိုသူကိုယ်တိုင်ကတော့စိုးရင်ခြင်းမရှိဘဲနဲ့ဘာဖြစ်နေတယ်မြင်နေရတယ်တဲ့နော်လူတွေနော်တေချာစဉ်းစားကြည့်ဟုတ်လားတကယ်မှတော့နော်အသိဉာဏ်ပညာမြင့်မားလာလေလေနော်အသိဉာဏ်ပညာလဲပါလို့စိုးရင်ပူဆွေးနေကြတဲ့တတ္တဝါတွေကိုအမြင်များလေတယ်ကိုယ်ကလည်းစိုးရင်နေတယ်ပူဆွေးနေတယ်ဆိုရင်ဘေးကလူတွေစိုးရင်နေတယ်ပူဆွေးနေတယ်လို့သိတ္တိမထားမိဘူးငါမှပဲဒီဒုက္ခတွေရှိတာနဲ့တူပါရဲ့လို့ချို့ပြောကြတာတော့မရှိဘူးလားကိုယ့်ဘဝကိုပဲကိုယ်ဆိုးတယ်လို့ထင်ကြတာတွေမရှိဘူးလားနော်တကယ်တည်းကကိုယ့်ဘဝတင်ဆိုးလာလားဟုတ်ပါဘူးဘဝတိုင်းဆိုးနေတာပဲဟုတ်လားဒါပေမဲ့အဲ့လိုဆိုးနေတယ်ဆိုတာကိုသိနိုင်မြင်နိုင်တဲ့ဉာဏ်ရှိမှနော်ဆိုးတာတွေကိုမြင်ရမယ်ဟုတ်ရဲ့လားဒါကြောင့်ပြောတာလေးတွေအလွန်မှဥပမာဥပမေးရနော်အလွန်တရာမှပြီးပြင်းပြင်းမရှိဘူးလားရှိတယ်ဉာဏ်ရှိတဲ့သူဟာပမာဒရဲ့နေရာမှာအပမာဒကိုအစားထိုးလိုက်တဲ့အခါမှာပညာပြတ်တတ်ပေါ်ကိုတက်ပြီးတော့စိုးရိမ်နေကြတဲ့တတ္တဝါတွေကိုစိုးရိမ်ခြင်းမရှိဘဲနဲ့သူကကြည့်ရတယ်မြင်ရတယ်တဲ့နောက်ထပ်ပြောထားတာလေးကြံသေးတယ်ပပတ္တထောတောင်ထိပ်၌တည်နေသောပုဂ္ဂိုလ်သည်ဘူမတ္တိမြေပြင်၌တည်နေသောပုဂ္ဂိုလ်တို့ကိုအဝကတိဤဝကြည့်ရှုနေပြီးတကဲ့သို့ဒီတော့အပမာဒတရားကြောင့်ဉာဏ်ပညာကြီးလာတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်သည်ဘာလံပမာဒတရားနဲ့နေတဲ့အတွက်ကြောင့်ဘာအသိဉာဏ်ပညာမှမရှိတဲ့လူမိုက်တွေကိုအဝကတိကြည့်နေရတယ်မြင်နေရတယ်ဟောတောင်ထိပ်ပေါ်ရောက်နေတဲ့လူကမြေပြင်ပေါ်မှာရှိနေတဲ့လူတွေကိုကြည့်တယ်လို့မျိုးအပမာဒတရားနဲ့နေလို့ဉာဏ်ရှိလာပြီဆိုရင်အဲ့ဒီဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကပမာဒတရားတွေနဲ့ပဲနေလို့ဉာဏ်မရှိပဲဖြစ်နေကြတဲ့လူမိုက်တွေကိုဘာဖြစ်နေတော့ကြည့်နေရတယ်မြင်နေရတယ်အလုံးမမှတ်သားစရာကောင်းနော်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ဒီကထာလေးအရာကိုဝေဖန်ကြည့်ပါအောင်အကြည့်ခံရတဲ့ပုဂ္ဂိုလ်တွေထဲမှာပဲပါခြင်းသလားကြည့်နိုင်မြင်နိုင်တဲ့ပုဂ္ဂိုလ်တွေမှာပဲပါခြင်းသလားဆိုတာကတော့မေးစရာမလိုတဲ့မေးခွန်းဖြစ်မဲ့ထင်ပါလူတိုင်းကြည့်နိုင်မြင်နိုင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ခြင်းပါ
ကြည်နိုင်မြင်နိုင်တယ်ဆိုရင်ကြည်နိုင်မြင်နိုင်စွမ်းတဲ့အစွမ်းရှိဖို့မလိုဘူးလားအဲ့ဒီအစွမ်းကိုရခြင်းရဲ့ဘာနဲ့တည်ဆောင်အပမာဒဆိုတဲ့တတိနဲ့တည်ဆောင်ရမယ်တတိဒီသူတော်ကောင်းတရားအားလုံးတို့ရဲ့အခြေခံဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ပေးတဲ့ကောင်းသူတော်ကောင်းတို့မေတ္တာတရားနဲ့မနေနိုင်ရတဲ့လောကလူသားတွေကြားထဲမှာမေတ္တာတရားနဲ့အေးချမ်းအောင်နေနိုင်ရမယ်အကျိုးရှိအောင်နေနိုင်ရမယ်တတိဆိုတဲ့အပမဒတရားနဲ့မနေနိုင်ရတဲ့လောကလူသားတွေကြားထဲမှာတတိဆိုတဲ့အပမဒတရားနဲ့ကိုယ်ခန္ဓာရဲ့ဖြစ်နေတဲ့သဘာဝတရားတွေကိုအမှတ်ရအောက်မေ့ပြီးတော့တိတိနေတဲ့အလေးကျင့်ကောင်းလေးနဲ့နေနိုင်အောင်ကြိုးစားရမယ်မနေသူတွေထဲမှာနေပါဆိုတာဒီအိဗယ်ပါပဲတဲ့ထပ်ပြောမယ်ဆိုရင်လည်းပြောလို့မရဘူးလားဗျရတယ်နော်သူတော်ကောင်းတရားတွေအများကြီးရှိတာဟုတ်လားဒါကြောင့်သူတော်ကောင်းတရားတို့ဖြင့်မနေနိုင်တဲ့လောကလူသားတွေကြားထဲမှာသူတော်ကောင်းတရားနဲ့နေနိုင်အောင်ကြိုးစားရမယ်ကိုနေနိုင်မယ်ဆိုရင်ကိုအကျိုးမရှိဘူးလားကိုတည်းမကဘူးကိုနဲ့ထိဆက်ရနီးဆက်ရပါအကျိုးမရှိဘူးလားရှိတာပေါ့သူတော်ကောင်းတရားအားထုတ်တဲ့လုပ်ငန်းလောက်အတ္တဟိတပရဟိတကိုဆောင်ရွက်နိုင်တဲ့လုပ်ငန်းတခြားမရှိဘူးကိုကျိုးစီးပွားကိုလည်းသူတော်ကောင်းတရားကိုကျင့်သုံးရင်းဖြင့်ဆောင်ရွက်လို့ရတယ်သူတော်ကောင်းအကျိုးစီးပွားကိုလည်းသူတော်ကောင်းတရားကိုကျင့်သုံးခြင်းအဖြစ်ဆောင်ရွက်လို့ရတယ်ဘုရင်တို့သတိပဋ္ဌာန်တန်ရုပ်ထဲမှာမြတ်စွာဘုရားဟောထားတာပေးသလိုကြားဥပါတယ်ကိုစောင့်ရှောက်အံ့ဆိုပြီးတော့သတိပဋ္ဌာန်တရားကိုပွားများရမယ်တပါးသောတတ္တဝါတွေကိုစောင့်ရှောက်အံ့ဆိုပြီးတော့လည်းသတိပဋ္ဌာန်တရားကိုပွားများရမယ်လို့ဟောထားတာရှိဟုတ်လားဆိုလိုတာကသတိနဲ့နေခြင်းဒီကိုအကျိုးရှိအောင်အထောက်ရရောက်တယ်သူတော်ဘာကိုအကျိုးရှိအောင်လည်းအထောက်ရရောက်တယ်သူတော်ဘာကိုဘလို့အကျိုးရှိသေးတာတော့အဲ့ဒီအချက်ကတော့တပြည့်တော့မရှင်းသေးပါဘူးလို့မေးစေခြင်းတယ်နောက်ကိုအကျိုးရှိတယ်ဆိုတာကတော့ကိုယ်တတိထားရင်ကိုယ်အသိဉာဏ်ရှိပြီးတော့အကျိုးရှိတာပေါ့သူတော်ဘာကိုဘယ်ပုံဘယ်နည်းအကျိုးရှိသေးတာတော့လူတွေဆိုတာကကိုကောင်းအောင်နေလိုက်ခြင်းအားဖြင့်ပတ်ဝန်းကျင်ကိုကောင်းအောင်လုပ်ပြီးသားဖြစ်တယ်လူတိုင်းတူးစီတယောက်စီကိုကောင်းအောင်မြန်နေနိုင်ရမယ်ဆိုရင်လောကကြီးဘယ်လောက်မြန်ကောင်းအောင်မလဲဒီတစ်ချက်ကိုစဉ်းစားကြည့်လိုက်ဟုတ်တယ်မဟုတ်လားနော်လူတွေအချင်းချင်းမကောင်းကြလို့သူမကောင်းလို့ကိုဒုက္ခရောက်ရတယ်ကိုမကောင်းလို့သူဒုက္ခရောက်ရတယ်ဒါတွေမရှိဘူးလားအဲ့ဒီအချက်ကိုကြည့်မယ်ဆိုရင်သူကောင်းလို့နော်ကိုအဆင်ပြေတာမျိုးကိုကောင်းလို့သူအဆင်ပြေတာမျိုးကမရှိနိုင်ဘူးလားဒါကဥစဉ်ကအပေါ်ယံလေးကြည့်တာပါနော်စာထဲမှာတော့သတိပဋ္ဌာန်တရားကိုအားထုတ်လို့တကယ်လို့အာတော်တရားကုန်ခန်းသွားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုဖူးရညွှရလို့လှူရတန်းရလို့လောကတတ္တဝါတွေမှာအများကြီးအကျိုးရှိတယ်ဆိုတာလေးကိုထောက်ပြထားတာရှိတယ်။ဟိုဦးဇင်းတို့အရှင်တို့ဓာတို့အရှင်ကိမိလာတို့တောထဲမှာတရားအထုတ်ပြီးတော့နေကြတော့မြတ်စွာဘုရားကြွသွားပြီးတော့ဟောထားတဲ့သုတ်တန်လေးတစ်ပုဒ်ရှိတယ်။ဒီအမျိုးကောင်းသားတွေဖြစ်ပေါ်လာခြင်းဒီလောကကြီးအကျိုးစီးပွားရှိဖို့အတွက်ဖြစ်တယ်ဆိုတော့ဟောပြောထားတာရှိတယ်။သဘောပေါက်လားဦးဇင်းပြောတာ။မြတ်စွာဘုရားဒီဟူသောအလွန်ထူးကဲမြင့်မြတ်တဲ့အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကြီးပေါ်လာလို့လောကလူသားတတ္တဝါတွေအများကြီးအကျိုးရှိတာမရှိဘူးလားရှိတယ်အဲ့ဒါလေးတွေနဲ့နှိုင်းယှဉ်ပြီးတော့စဉ်းစားကြည့်ကိုကောင်းအောင်နေနိုင်လေကိုပတ်ဝန်းကျင်ကိုကောင်းအောင်လုပ်ရရောက်လေဉာဏ်ရှိရင်ရှိနိုင်တဲ့လောက်ဒီစကားရဲ့အဓိပ္ပာယ်ကိုသဘောပေါက်မယ်ထင်ပါတယ်နော်ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့တတိနဲ့မနေနိုင်ကြတဲ့လောကလူသားတွေကြားထဲမှာတတိနဲ့နေနိုင်အောင်ကြိုးစားရင်းနဲ့မိမိရဲ့ကြိုးစီပွားသူတော်ဘာတို့ရဲ့ကြိုးစီပွားကိုဆောင်ရွက်နိုင်တဲ့မုံမြတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားဖို့မလိုဘူးလားလိုပါတယ်မနေသူတွေထဲမှာနေပါတဲ့ပြောလို့ကတော့ဆုံးမမဟုတ်ဘူးနော်အဲ့တော့အဆုံးမဘယ်နှချက်ရှိသွားပြီလို့မြတ်၃ချက်ရှိသွားတယ်အဆုံးမ၄ချက်ထဲကနောက်ဆုံးအဆုံးမကိုဆက်သွားရအောင်နော်ဝတိအဝတမာနေတုရမမာနေတုနောရမေရမမာနေတုပြောနေသူတွေရဲ့ကြားထဲမှာနောရမေမပြောပါနဲ့နောက်ဆုံးဆုံးပါပြောနေတဲ့သူတွေကြားထဲမှာမပြောဘဲနေရမယ်လို့ဆုံးမတယ်တော့ဒီနေရာမှာအပျော်ဆိုတာက2မျိုးရှိတယ်ဆိုတာလေးကိုအရင်မှတ်စေချင်တယ်အပျော်ဆိုတာဘယ်နှမျိုးရှိတယ်2မျိုးရှိတယ်ကာမရတိတဲ့ကာမနဲ့ပြောတဲ့အပျော်ဓမ္မရတိတဲ့တရားနဲ့ပြောတဲ့အပျော်အပျော်ကအဲ့လို2မျိုးရှိတယ်နော်ကာမရတိဆိုတာကကာမဂုဏ်အာယုန်တွေကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခမျိုးနဲ့ပြောတဲ့အပျော်ပေါ့ဒီနေရာမှာဦးဇင်းတို့ကာမဂုဏ်လို့ပြောလိုက်ရင်လူတွေကရုပ်ရင်းချမ်းသာတဲ့ကာမဂုဏ်ကိုပဲသွားပြီးတော့တွေးမိကြတာများတယ်ပေါ့တကယ်ကကာမဂုဏ်ဆိုတာကအလွန်တရာမှနေပင်ကျဲပါတယ်ကြည်ချင်းစရာမြင်ချင်းစရာကောင်းတဲ့အယောင်မျိုးစုံအစင်းမျိုးစုံယူပါယုံဒီအဲ့ဒါကာမဂုဏ်ပဲဟုတ်လားနားထောင်ခြင်းစရာကောင်းတဲ့အတန်မျိုးစုံတတ္တယုံဒီအဲ့ဒါကာမဂုဏ်ပဲနမ်းရှူခြင်းစရာကောင်းတဲ့အနတ်မျိုးစုံစားတောက်ခြင်းစရာကောင်းတဲ့အရာသာမျိုးစုံ
တွေ့ထိခြင်းစရာကောင်းတဲ့အတွေ့အထိမျိုးစုံဒါဒီပါလေကာမဂုဏ်နောက်ကာမဂုဏ်ဆိုတာစိတ်ကိုနှောင်ဖွဲ့တတ်တဲ့တရားပဲဒီကာမတို့ဦးဇင်းတို့ရဲ့စိတ်ကလေးကိုသူတို့နားမှာပဲရစ်တည်ဖြစ်နေအောင်နှောင်ဖွဲ့ထားတတ်တယ်ပေါ့ဒါကြောင့်သူတို့ကိုကာမဂုဏ်လို့ပြောတာပုထုဇဉ်တတ္တဝါတွေရဲ့စိတ်ဟာနော်အဲ့ဒီကာမဂုဏ်၅ပါးမှာပဲရစ်တည်လုပ်နေတာမရှိဘူးလားရှင်နော်ကြည်ခြင်းနေတယ်ကြားခြင်းနေတယ်အနတ်နေရခြင်းနေတယ်အရာသာတွေစားနေခြင်းနေတွေ့ထိနေခြင်းနေဆိုပြီးတော့ဟောနော်အဲ့ဒီနာမှာပဲရစ်ပြီးတော့နေနေတာဘယ်သူကနှောင်ဖွဲ့ထားအဲ့ဒီအာယုန်တွေကဒီစိတ်ကိုနှောင်ဖွဲ့ထားတယ်ဆိုတဲ့အဓိပ္ပာယ်ဒါကြောင့်သူတို့ကဘာလို့ပြောလို့ကာမဂုဏ်လို့ပြောတာအဲ့ဒီကာမဂုဏ်အာယုန်တို့ကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခသောမနတဝေဒနာဆိုတာမဖြစ်ဘူးလားဖြစ်တယ်နော်ကောင်းတာလေးမြင်နေရတယ်ကိုကြည့်ချင်တာလေးကြည့်နေရတယ်ကိုကြားချင်တာလေးကြားနေရတယ်စိတ်လေးကိုချမ်းသာလို့ဟုတ်လားအဲ့ဒီချမ်းသာတဲ့ဒုက္ခဒီအဲ့ဒါကာမဒုက္ခတနည်းအားဖြင့်ကာမဂုဏ်ရဲ့အဲ့ဒါအတ္တာဒတာယာခွေဟုတ်လားခုမြတ်စွာဘုရားကပျော်နေတဲ့သူတွေကြားထဲမှာမပျော်ပါနဲ့လို့ဆိုတဲ့နေရာမှာပျော်နေတဲ့သူတွေကြားထဲမှာမပျော်ပါနဲ့ဆိုတာအဲ့ဒီကာမဂုဏ်အာယုန်နဲ့ပျော်နေကြတဲ့တတ္တဝါတွေထဲမှာကာမဂုဏ်အာယုန်နဲ့မပျော်ပါနဲ့လို့ဆိုလိုတာဘာဖြစ်လို့ကာမဂုဏ်အာယုန်ကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခနဲ့မပျော်ဖို့တမ်းမြရတာတော့ဒါလေးကိုတော့စဉ်းစားစေချင်တယ်ဘာဖြစ်လို့ဒီကာမဒုက္ခနဲ့မပျော်ဖို့တမ်းမြရတာတော့ဆိုရင်ဒီကာမဒုက္ခသည်အန္တရာယ်ကြီးတဲ့ဒုက္ခဖြစ်လို့ပါတဲ့ဟုတ်လားကာမဒုက္ခဘာတဲ့တော့အန္တရာယ်ကြီးတဲ့ဒုက္ခတဲ့နော်တကယ်တမ်းကဒီကာမဂုဏ်ချမ်းသာကိုအကြောင်းပြုပြီးတော့သူ့ကိုလိုလားတောင့်တတဲ့စိတ်ကိုအခြေခံပြီးတော့တတ္တဝါတွေဟာမကောင်းမှုတွေကိုလုပ်ကြရတာရှိတယ်ပူလောင်ကြပင်ပန်းရတာဆင်းရဲရတာတွေရှိတယ်ဆိုရင်ညာငိုကြွေးကြရတာတွေရှိတယ်မကောင်းတာတွေလုပ်ပြီးတော့အပေဒုက္ခကိုခံစားကြရတာတွေရှိတယ်ဒါကြောင့်သူ့ကြောင့်ဖြစ်ပေါ်တဲ့ဒုက္ခတွေကိုပြောမယ်ဆိုရင်မစိုးသူ့ကြောင့်ဖြစ်တဲ့ချမ်းသာကအလွန်နည်းတယ်နော်ကာမဒုက္ခသည်အကောင်းအဆိုးဒွန်တွဲနေတယ်လို့ဆို냐တော်လည်းပဲတွဲနေတဲ့ဒွန်ရဲ့အချိုးအစားကတော့အလွန်မှကွာခြားတယ်ဟုတ်လားဆိုကြပါစို့ကာမဂုဏ်ဆိုတာအကောင်းလည်းရှိတယ်အဆိုးလည်းရှိတယ်အကောင်းကိုဒီနေရာမှာအတ္တဓာလို့ရည်ညွှန်းတယ်ပေါ့နော်အတ္တဓာဆိုတာตาယာဘွယ်ပေါ့နော်အဆိုးဆိုတာကိုအာဒီနဝအပြစ်ပေါ့နော်ဒီကာမဂုဏ်မှာตาယာဘွယ်လည်းရှိတယ်အပြစ်လည်းရှိတယ်နိတ္တတနာသူကနေထွတ်မြောက်ရဆိုတာလည်းရှိတယ်ဟုတ်ရဲ့လားအဲ့တော့ဒီနေရာမှာအပြစ်နဲ့အဆိုးအပြစ်နဲ့အကောင်ဒွန်တွဲနေတယ်လို့ဆို냐တော်လည်းပဲနော်အချိုးအစားညီမျှစွာတွဲနေတာတော့မဟုတ်အပ္ပတ္တာကာမဘဟုဒုက္ခဘဟုပါယတာဒီပါဠိလေးဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေထဲမှာအလွန်မှအသုံးတွင်ပါတယ်ကာမဂုဏ်ကြောင့်ဖြစ်ပေါ်တဲ့တာယာမှုဆိုတာအလွန်နည်းတယ်တဲ့အပ္ပတ္တာကာမဘဟုဒုက္ခဘဟုပါယတာပင်ပန်းရတာဆင်းရဲတာတွေကတော့အလွန်များတယ်တဲ့ဟောအချိုးအစားတူသလားတာယာမှုကနည်းနည်းလေးနော်ဆင်းရဲရတာပင်ပန်းရတာတွေကအများကြီးလို့မြတ်စွာဘုရားအဲ့တိုင်ဟောတယ်ဒါကြောင့်ဦးဇင်းတို့ပညာရှိကြီးတွေရေးခဲ့တဲ့ဂါထာလေးတစ်ပုဒ်ရှိတယ်ဗျသာတံဒေဝခဏေဝပ္ပံတံဟေတုအနန္တဒုက္ခတတ္တမတိရောဟနေကာမိခုရဒါရမတုပမိဒီဂါထာလေးလည်းတော့မှတ်စရာကောင်းတယ်ဒေဝခဏေဝမိဝဲစဉ်ခဏ၌တာလင်သာတံတာယာမှုသည်အဋ္ဌိတန်တိရှိ၏ကာမဂုဏ်ဆိုတာတဲ့မိဝဲနေတဲ့အခါလေးမှာပဲအနှိမ့်ငယ်များသောတာယာမှုရှိတယ်ကြည်နေရတုံးလေးမြင်နေရတုံးလေးနားထောင်နေရတုံးလေးနမ်းရှူနေရတုံးလေးစားတောက်နေရတုံးလေးတွေ့ထိနေရတုံးလေးအနည်းငယ်များသောတာယာမှုရှိတယ်မရှိဘူးတော့မဟုတ်ဒါပေမဲ့လို့တဲ့တံဟေတုအနန္တဒုက္ခအဲ့ဒီအနည်းငယ်များသောတာယာမှုကိုအကြောင်းပြုပြီးတော့အနန္တဒုက္ခအဆုံးမရှိတဲ့ဆင်းရဲဒုက္ခတွေဆိုတာလည်းရှိတယ်ဟောဒုက္ခကိုကြတော့ဘယ်လိုပြောတော့အနန္တလို့ပြောတယ်နော်အနန္တဆိုတာနအန္တအန္တဆိုတာအဆုံးနဆိုတာမရှိဘူးမိဝဲစဉ်ခဏမှာဖြစ်တဲ့အနည်းငယ်များသောချမ်းသာကိုအကြောင်းပြုပြီးတော့မစိုးနိုင်တဲ့ဆင်းရဲဒုက္ခကိုရှင်ဆန်ရတယ်ဆိုတဲ့အဓိပ္ပာယ်ဒါကာမဂုဏ်ရဲ့တဘာဝဟုတ်ရဲ့လားဒါကြောင့်မလို့သူကဘာပြောလို့ဆိုတော့တတ္တမတိရောဟနေကာမေခုရဒါရမတုပမိဒါကြောင့်ဉာဏ်ပညာရှိတဲ့လူအမျှော်မြင်ရှိတဲ့လူသိနိုင်မြင်နိုင်တဲ့လူဆိုတာတဲ့ခုရဒါရမတုပမိသင်လုံးသွားထက်၌ပြားရည်ဆက်လျင်ဥပမာရှိတော့တဲ့ဟောကာမဂုဏ်ကိုအဲ့လိုပြောတာနော်သင်လုံးသွားထက်၌ပြားရည်ဆက်လျင်ဥပမာရှိတော့နော်အလွန်မြည်နေအောင်ထက်နေတဲ့သင်လုံးသွားလေးပေါ်မှာပြားရည်ဆက်တင်ထားမယ်ဆိုရင်ရှည်ရဲတဲ့သဘောရှိမလားမရှိပါဘူးဗျာပြားရည်ကမချိုဘူးတော့မဟုတ်ပါဘူးဟုတ်လားဒါပေမဲ့သူ့ရဲ့အောက်မှာရှိတဲ့သင်လုံးသွားကပြားရည်ဆက်ချိုတာနဲ့မကံပေးလောက်အောင်ဒုက္ခမပေးနိုင်ဘူးလားပေးနိုင်တယ်
ဒါကြောင့်ပညာရှိတဲ့ပုဂ္ဂိုလ်တွေဆိုတာအဲ့ဒီလိုတင်တုံးသောထက်လျင်တင်တုံးသောထက်နဲ့ကြားရည်စက်နဲ့ဥမာရှိသောကာမကိုပယ်နိုင်ဖို့ကြိုးစားတယ်တဲ့ဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြောသူတွေထဲမှာမပြောပါနဲ့ဆိုတာအဲ့ဒီအန္တရာယ်ရှိတဲ့ကာမအပျော်နဲ့မပြောပါနဲ့လို့ဆိုလိုတာတဲ့နော်ကာမအပျော်ဆိုတာကနည်းနည်းစွန့်နိုင်ရင်နည်းနည်းရှောင်နိုင်ရင်နည်းနည်းတက်တာများများစွန့်နိုင်များများရှောင်နိုင်ရင်များများတက်တာအကုန်လုံးစွန့်နိုင်ရင်အကုန်လုံးတက်တာတယ်အကုန်လုံးချမ်းသာတယ်လို့တောင်မြတ်စွာဘုရားကာမဇတ်ထဲမှာဟောထားတာရှိတယ်ဟုတ်ရဲ့လားဟုတ်ဦးဇင်းတို့ရဏဝိပင်္ဂသုတ်တန်ထဲမှာချမ်းသာစွာနေနည်း6မျိုးဆိုပြီးတော့ဟောထားတာထဲမှာချမ်းသာစွာနေနည်းတစ်မျိုးအဲ့ဒါလေးနည်းနည်းပြောခြင်းဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများအစ္ဆဒဆိုပြီးတော့မင်းကွန်းစတော်ဘုရားကြီးကလင်္ကာလေးရှိတယ်နော်အဲ့ဒီရဏဝိပင်္ဂသုတ်တန်ထဲမှာလာတဲ့အဆုံးအမလေးတစ်ခုကိုအခြေခံပြီးတော့မင်းကွန်းဆိုရဲ့အဲ့လိုလေးလင်္ကာရှိတယ်ဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများအစ္ဆဒလောကမှာဒုက္ခဆိုတာတဲ့ဗဟိတဒုက္ခအပြင်ချမ်းသာဆိုတာရှိတယ်အစ္ဆဒဒုက္ခအတွင်းချမ်းသာဆိုတာရှိတယ်နှစ်မျိုးဗဟိတဒုက္ခရဲ့အစ္ဆဒဒုက္ခရဲ့အဲ့ဒီဒုက္ခနှစ်ပါးရဲ့အနေအထားတွေကိုဉာဏ်နဲ့ပိုင်းခြားပြီးတော့သိအောင်မြင်အောင်လုပ်ပြီးတော့အစ္ဆဒဒုက္ခကိုများလာအောင်ပွားရမယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာဒါကိုဒုက္ခနှစ်ပါးဉာဏ်ပိုင်းခြားပွားများအစ္ဆဒလို့ပြောတာအဲ့တော့ဗဟိတဒုက္ခအပြင်ချမ်းသာဆိုတာဘာပြောတာလဲဆိုတော့စောစောကပြောတဲ့ကာမချမ်းသာကိုပြောတာနော်ပြင်ဘက်ကအာယုံမလိုဘူးလားအဲ့ဒီချမ်းသာကိုရဖို့အတွက်လိုတယ်နော်အာယုံမရှိဘဲနဲ့သူကမဖြစ်ဘူးတနည်းအားဖြင့်ပြင်ဘက်ကအဖို့လိုတယ်ပေါ့သူ့မှာဟုတ်ရဲ့လားကြည်စရာရှိမှကြည်လို့ဖြစ်တဲ့ချမ်းသာဆိုတာခံစားရတယ်နားထောင်စရာရှိမှနားထောင်လို့ဖြစ်တဲ့ချမ်းသာဆိုတာခံစားရတယ်ဒါကြောင့်သူကရှာရဖွေရတဲ့သဘောအရန်ပြင်းထန်တယ်ဟုတ်လားဗေဒဒုက္ခဆိုတာအပြင်ချမ်းသာအကျဉ်းသားဆန်တယ်အစ္ဆဒဒုက္ခဆိုတာကမိမိရဲ့အတွင်းတန်တန်ရဲ့သဘာဝကိုနားလည်အောင်ကြိုးစားလို့တိလာနားလည်လာတဲ့ဉာဏ်ပညာကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒါကိုအစ္ဆဒဒုက္ခလို့ဆိုတူတူပြောရင်တော့တရားချမ်းသာအောင်ဟုတ်လားအဲ့ဒါမင်းကွန်းဆိုကြီးကတော့လွယ်လွယ်လေးပြောတယ်မိမိခန္ဓာရဲ့32ခုဓာတ်ကိုစဉ်းစားကြည့်ပါတဲ့နော်အယိုးကိုတိုင်နေရာမှာထားစောစောကဦးဇင်းပြောတယ်နော်အကျော်တွေနဲ့ဖွဲ့ရှက်အသားသွေးနဲ့လိမ်ချမ်းအရည်သူကြီးပါနဲ့အုပ်ပြီးတော့ထဲထဲမှာအသက်ရှင်တန်ရေးအတွက်နော်အလုတ်လုံနေကြတဲ့လှုပ်ရှားနေကြတဲ့ကုဋ္ဌာတအမျိုးမျိုးမရှိဘူးလားနော်နှလုံးတွေအဆုပ်တွေအသေးတွေတစ်ချက်ကလေးမှမနာရဘူးထဲထဲမှာဒီခန္ဓာကိုယ်ကြီးရှင်းနေဖို့အတွက်သူတို့အလုတ်လုံနေရတယ်ဟုတ်လားအဲ့ဒီသဘာဝတွေကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြိုးစားမယ်ဆိုရင်ဒီခန္ဓာကိုယ်ကြီးရဲ့အပေါ်မှာဆွဲလန်းမှုဥပါဒံတရားဆိုတာအသေးချားကိုနည်းသွားနိုင်တယ်ဥပါဒံတရားနည်းသွားတယ်နဲ့ဥပါဒံမျိုးကြောင့်ဖြစ်ပေါ်နေတဲ့မတ္တမှုပူလောင်မှုတင်းကျပ်မှုဆိုတာတွေရောပြီးတော့တတ္တမှုချမ်းသာမှုဆိုတာကိုရမယ်ပေါ့အဲ့ဒီချမ်းသာမှုကိုဒါအစ္ဆဒဒုက္ခလို့ပြောတာသဘောပေါက်လားဗျဗေဒဒုက္ခဆိုတာအပြင်အာယုန်တွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့ချမ်းသာအစ္ဆဒဒုက္ခဆိုတာမိမိခန္ဓာရဲ့အတွင်းသဘာဝနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့နော်သိချင်းမြင်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာအဲ့ဒီချမ်းသာနှစ်မျိုးရဲ့နော်အနေအထားတွေကိုမှန်မှန်ကန်ကန်သိပြီးတော့အတွင်းချမ်းသာကိုသာနဲ့ပွားများရမယ်လို့မြတ်စွာဘုရားဟောတာနော်အပြင်ချမ်းသာဆိုတာအန္တရာယ်ရှိတယ်အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဟောထားပုံလေးအလွန်မှမှတ်သားစရာကောင်းဗဟိတဒုက္ခကာမဒုက္ခနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘယ်လောက်ထိဟောထားတော့နည်းနည်းလေးအာယုံစိုက်ကြည့်မယ်နော်ဣဒံကာမဒုက္ခနော်မိန်လဒုက္ခပောထုဇနဒုက္ခအနရိယဒုက္ခနအာတိဝိတ္တဗနဘာဝေတ္တဗနဘဟုလိကတ္တဗဘာယိတ္တဗဧတတဒုက္ခတတိဝရာမိလို့ဗဟိတဒုက္ခဆိုတဲ့ကာမဒုက္ခနဲ့ပတ်သက်ပြီးတော့အဲ့လိုမြတ်စွာဘုရားဟောတာအဓိပ္ပာယ်ကဘာပြောတော့ဣဒံကာမဒုက္ခဟောဒီကာမဂုဏ်ကြောင့်ဖြစ်ပေါ်တဲ့ချမ်းသာဆိုတာတဲ့မိန်လဒုက္ခမစင်အညစ်အကြေးနဲ့တူတဲ့ချမ်းသာတဲ့ဒါကမြတ်စွာဘုရားကတပ္ပညုတဉာဏ်နဲ့ကြည်ပြီးတော့ပြောလိုက်တဲ့စကားလုံးနော်တရားဓမ္မတို့ဦးဇင်းတို့တွေကအဲ့လောက်ကြည့်တော့သဘောပေါက်ဖို့တော့မလွယ်သေးဘူးပေါ့ဟုတ်လားကာမချမ်းသာကိုမစင်အညစ်အကြေးနဲ့တူတဲ့ချမ်းသာလို့နားလည်ဖို့ထိတော့မလွယ်သေးဘူးကြားတော့ကြားလိုက်တယ်စဉ်းစားကြည့်မယ်အထိုက်အလျောက်လည်းသိမယ်ဒါပေမဲ့ကြည်ပြဝါကြီးသိဖို့တော့မလွယ်သေးဘူးမိန်လဒုက္ခနဲ့မစင်အညစ်အကြေးနဲ့တူတဲ့ချမ်းသာတဲ့ဩထုဇနဒုက္ခယာကဒေါသမောဟကိလေသာထူပြောကြတဲ့ပုထုဇဉ်တို့ခံစားတဲ့ချမ်းသာအနရိယဒုက္ခအရိယသူတော်စင်တွေခံစားတဲ့ချမ်းသာနာအာတိဝိတ္တဗံမမှီဝဲထိုက်တဲ့ချမ်းသာနာဘာဝေတ္တဗံမပွားများထိုက်တဲ့ချမ်းသာနာဘဟုလိကတ္တဗံကျိန်ဖန်များစွာအလေးအလာမပြုတ်တဲ့ချမ်းသာကာမချမ်းသာကိုအဲ့လိုပြောတာမြတ်စွာဘုရားကအဲ့ဒီမှာဏိဝုံးချုပ်လေးပြောတာကပိုးထိရောက်တယ်ဘာယိတ္တဗံဧတတဒုက္ခတတိဝရမိ
အဲ့ဒီကာမကြောင့်ဖြစ်ပေါ်တဲ့ချမ်းသာဆိုတာဘာကြီးတက်မှကြောက်ထိုက်တဲ့ချမ်းသာလို့ဝရမိငါဆိုတယ်တဲ့ဟောဘာလို့ထိုက်တဲ့ချမ်းသာကြောက်ထိုက်တဲ့ချမ်းသာတဲ့မြတ်စွာဘုရားကတော့အမှန်တိုင်းမြင်လို့ပြောသွားတာနော်ကာမဂုဏ်ကြောင့်ဖြစ်ပေါ်တဲ့ချမ်းသာတွေကြောက်ထိုက်တဲ့ချမ်းသာလို့ပြောတယ်ဒါမဲ့တရားဓမ္မတို့ရောဦးဇင်းတို့ရောအဲ့ဒီကြောက်ထိုက်တဲ့ချမ်းသာကိုဘယ်လိုဖြစ်မျက်မျက်နှုံနှုံကိုပဲလိုက်ပြီးတော့ရှာနေကြတယ်အဲ့ဒါကြောင့်ချမ်းသာနဲ့ဝေးနေတာချမ်းသာကြောင့်ဒီလံကတစ်မျိုးကိုအထုတ်နေတဲ့ကိုကြိုးစားနေတဲ့အနေထားကတစ်မျိုးနော်အဖြေကကိုရကျင်တဲ့အဖြေမရပါဘူးဒါကြောင့်ချမ်းသာတစ်ခုမမောမှုကြောင့်ပုပုရွရွဖြစ်သည်များတို့ဒုက္ခပင်လေကျေထက်ကျေသည်ရွယ်တိုင်းမမြောက်နိုင်ပါတကားဆိုတာပြောတာရှားတာကတော့ဒီချမ်းသာကိုကောင်းမဲ့တင်လို့ရှားနေတာပဲအဲ့ဒါရှားရင်းနဲ့ပဲဘယ်ပင်လေထဲမှာမျောဒုက္ခပင်လေထဲပဲမျောသွားချမ်းသာတစ်ခုမမောမှုကြောင့်ပုပုရွရွဖြစ်သည်များတို့ဒုက္ခပင်လေကျေထက်ကျေသည်ရွယ်တိုင်းမမြောက်နိုင်ပါတကားဘယ်လောက်တတိထားစရာကောင်းလောက်တာကတော့ချမ်းသာအောင်လောက်တာပဲပြီးမှဒုက္ခတွေနဲ့ကြာသွားဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့ကာမချမ်းသာသည်ကြောက်ထိုက်တဲ့ချမ်းသာလို့မြတ်စွာဘုရားဟောတာဘာလို့ကြောက်ထိုက်တဲ့ချမ်းသာလို့ဟောတာတော့သူ့ကိုအကြောင်းပြုပြီးတော့ဆင်းရဲဒုက္ခများစွာဖြစ်နိုင်တယ်နော်အဲ့ဒါဦးဇင်းတို့မဟာဒုက္ခခန္ဓာတုတ်သုလည်းဒုက္ခခန္ဓာတုတ်တွေကိုပြောမယ်ဆိုရင်တော့ကာမဂုဏ်ကြောင့်ဖြစ်ပေါ်တဲ့ချမ်းသာမြတ်စွာဘုရားကာမဂုဏ်ကြောင့်ဖြစ်ပေါ်တဲ့ဆင်းရဲကိုမြတ်စွာဘုရားအသေးစိတ်ဟောထားတာအများကြီးရှိတယ်ဒါတွေပြောဖို့တော့ဦးဇင်းတို့အချိန်မရတော့ပါဘူးဟုတ်လားအဲ့တော့နားထဲမှာဆွဲသွားသေးတယ်နာကမြတ်စွာဘုရားသိတော်မူမြင်တော်မူလို့ဟောသွားတယ်ကာမချမ်းသာဆိုတာကြောက်ထိုက်တဲ့ချမ်းသာတယ်အ ਨੇ ဆုံးတုတ္တမယဉာဏ်လေးလောက်နဲ့တော့မှတ်သားထားဖို့မလိုဘူးလားလိုတယ်နော်ဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့ပြောသူတွေထဲမှာမပြောပါနဲ့ဆိုတာကာမချမ်းသာနဲ့ပြောနေကြတဲ့တတ္တဝါအများစုတွေမှာအများစုကတော့ဒါနဲ့နေတာပဲနော်နော်ဒီခြံတွေလည်းဒါနဲ့နေတာပဲလူတွေလည်းအများစုကဒါနဲ့နေတာပဲနတ်တွေဆိုကိုးတောင်ဆိုသေးတယ်လို့ဆိုရတယ်ဟုတ်လားအဲ့တော့ကိုကဒါနဲ့မနေနိုင်အောင်ကြိုးစားရမယ်လို့ဆိုလိုတာတော့ဒီနေ့မှာဦးဇင်းတို့ဏီကုန်းချုပ်ပြောချင်တာကကာမချမ်းသာနဲ့မပျော်ဘဲနေဖို့ဆိုရင်ဒီပြင်ကောင်းမွန်တဲ့ပျော်စရာချမ်းသာလည်းရှိဖို့လိုပဲစိတ်ဆိုတာကပျော်စရာမရှိရင်နေတယ်မထင်ဘူးဒါကတော့ဦးဇင်းတွေးကြည့်တာကိုပြောတာသူကတခုမဟုတ်တခုအကောင်းကိုရှားနေတော့သူကောင်းနေထင်တာသူရှားနေမှာတရားချမ်းသာကိုမရမချင်းဒီစိတ်ကဘယ်တော့မှကနာငြိမ်မဲ့စိတ်မဟုတ်ဘူးဘဝတိုင်းရှားမယ်အချိန်တိုင်းရှားမယ်ဟုတ်လားနောက်ဆုံးတရားကိုရသွားပြီဆိုတော့မှအရှာကဆုံးသွားဒါကြောင့်ဦးဇင်းတို့ပရိယေတနာရှားမိခြင်းရှားဖွေခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်ကာမေတနာကာမကိုရှားတာရှိတယ်တဲ့ဒါကအလွန်ရှင်းပါတယ်နော်နောက်ဘဝေတနာဘဝကိုရှားတာရှိတယ်တဲ့ဘဝကိုရှားတာမရှိဘူးလားရှင်းနော်ကောင်းတာလေးတွေလုပ်ပြီးတော့တချို့နော်တတ်တဲ့ကောင်းမြတ်တဲ့ဘဝလေးရဖို့ရည်မှန်းကြတာလေးမရှိဘူးလားရည်မှန်းပြီးတော့မြို့မြို့ကြိုးစားအထောက်ကြတာလေးမရှိဘူးလားနော်ဘဝေတနာဘဝကိုရှားတယ်နောက်ဗြဟ္မစရိယေတနာမြတ်သောအကျင့်ကိုရှားတယ်ဟောရှားတော့ရှားတာပဲဒါပေမဲ့အဲ့ဒီမြတ်သောအကျင့်ကိုရှားလို့ပြည့်စုံအောင်ကျင့်သုံးလိုက်မယ်ဆိုလို့ရှိရင်တော့ကာမေတနာဘဝေတနာဆိုတဲ့အရှာတွေလည်းလုံးဝဒီကုန်းချုပ်သွားရှားရတယ်ဆိုတာကိုကပင်ပန်းမှုလက္ခဏာကတော့ပေါ်လွင်နေပြီသားလို့ဦးဇင်းကတော့ထင်ဟုတ်တယ်မဟုတ်လားရှားနေရတယ်ရှားနေရတယ်ဆိုတာကမသက်သာဘူးဆိုတဲ့အဓိပ္ပာယ်ပဲလေမရှားဘဲနဲ့အလိုလိုများရရင်ဘယ်တော့ကောင်းအောင်တော့ကဲစဉ်းစားကြည့်နော်ဒါအပေါ်ယံပြောတာပါဟုတ်လားဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့စိတ်ဆိုတာကတော့ဒီတရားရဲ့အရာကတရားချမ်းသာမရသေးဘူးဆိုရင်တော့သူကဒီပြင်ဟာတွေကိုရှားနေအောင်မှာဟုတ်ရဲ့လားအဲ့တော့ပြောနေတာကကာမချမ်းသာနဲ့မပျော်ဘဲနေနိုင်ဘူးတနည်းအားဖြင့်ကာမချမ်းသာနဲ့ပျော်တဲ့အပျော်ကိုလျှော့ခြင်းနဲ့ဆိုရင်တရားချမ်းသာနဲ့ပျော်နိုင်တဲ့အနေအထားမျိုးလေးကိုတည်ဆောက်ထားဖို့လိုတယ်တနည်းအားဖြင့်လည်းတရားချမ်းသာနဲ့ပျော်ရင်ပျော်နိုင်တဲ့လောက်တစ်ဖက်ကကာမချမ်းသာနဲ့ပျော်တဲ့အနေအထားတွေလျှော့သွားနိုင်တယ်ပေါ့သဘောပေါက်လားဦးဇင်းပြောတာနော်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကနော်အလွန်ချမ်းသာတဲ့တတိကြီးတွေနော်တိုင်းပြည်အုပ်ချုပ်မင်းလုံးနေတဲ့ပုဂ္ဂိုလ်တွေအလွန်ကြီးကျယ်တဲ့စီးစိမ်ချမ်းသာတွေကိုစွန့်ပြီးတော့ယဟန်ပြုကြတာတွေမရှိဘူးလားယဟန်ဘဝနဲ့တပိတ်တလုံးသင်္ကန်းသုံးထဲနဲ့သူတို့နေကြတာပဲနော်နေစရာလို့အဒီတရားလည်းမရှိဘူးနော်ဘဝရဲ့စားစရာနေစရာဆိုတာကလည်းသူများပေးတာကျွေးတာကိုအမိပြုပြီးတော့ဒါသူတို့နေကြတာပဲဒါပေမဲ့မြတ်သောအကျင့်ကိုကျင့်ပြီးတော့အတိတူးဉာဏ်တူးကြောင့်ဖြစ်ပေါ်တဲ့ချမ်းသာကိုသူတို့ရတဲ့အခါမှာနော်တတိကြီးဘဝပြန်သွားတာမျိုးဘယင်ဘဝပြန်သွားတာမျိုးရှိသလားမရှိပါဘူးတကယ်လို့သူတို့အခုဘုန်းကြီးဘဝရောက်လို့ယဟန်ပြုလို့ရရှိနေတဲ့အနေအထားကြီးကသိအဆင်မပြေဘူးဆိုရင်သူတို့ကိုဘယ်သူမှကျိုးနဲ့တုတ်ထားတာမဟုတ်ဘူးလေသူတို့ပြန်သွားမယ်ဆိုရင်ပြန်သွားလို့မရဘူးလားပြန်သွားသလားမသွားပါဘူး
ဆိုလိုတာကအဲ့တထက်ကောင်းတာကိုတွေ့လို့အဲ့ဒါနဲ့သူတို့နေကြတာပေါ့သဘောပေါက်ရလားဦးဇင်းပြောတာဒါကြောင့်ဦးဇင်းတို့ဆိုလိုတာကတကယ်စဉ်းစားကြည့်မယ်ဆိုရင်တော့တရားနဲ့သာပျော်နိုင်မယ်ဆိုရင်ကျန်တဲ့အပျော်တွေဟာအလိုလိုရှုံးနေသွားမှာဒါကသဘာဝပါပဲဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကနောက်ကပိနမင်းကြီးဆိုတာဘေးတို့ကြားဦးမှာပါအနောဇာဒေဝီနဲ့ကပိနမင်းကြီးဆိုတာဗိမိတာရမင်းကြီးရဲ့ယေတနာမြတ်သုံးပါးပေါ်ထွန်းနေတဲ့တည်င်းစကားကိုအတိပေးလိုက်လို့ကြားရယုံနဲ့မြတ်စွာဘုရားရဲ့ပုံမှာကြည်ညိုပြီးတော့ဒီနေ့စီစဉ်ဆွန့်ပြီးတော့ဖွင့်လာကြတာအဲ့မြတ်စွာဘုရားတော်သွားပြီးတော့သူတို့ကိုကြိုတယ်ဟုတ်လားနောက်တူတူပြောကြပါစို့မြတ်စွာဘုရားရဲ့တရားကိုနာရလို့ဘုရင်ရောမိဖုရားရောအမတ်တွေရောအကုန်လုံးရဟန်းပြုကြရဟန္တာဖြစ်ကြအဲ့ဒီမှာမဟာကပိနမင်းကြီးကဖြစ်လာတဲ့အဲ့ဒီမဟာကပိနမထေရကြီးကအမြဲတမ်းလို့သူ့ရဲ့နှုတ်ကအဟောတုခံအဟောတုခံလို့ဥဒန်းကျူးတယ်လို့ဆိုတယ်အဟောတုခံဆိုတာချမ်းသာစွာချမ်းသာစွာအဲ့ဒီဥဒန်းကျူးတဲ့အတန်ကိုကြားတော့တချို့ယဟန်တွေကဒီယဟန်ကဘုရင်ဘဝကလာတဲ့ယဟန်ဆိုတော့သူ့ရဲ့ရရှိခဲ့တဲ့စီးစိမ်ချမ်းသာတွေကိုအောက်မေ့အမှတ်ရပြီးတော့အဟောတုခံနဲ့လုံနေတာနဲ့တူတယ်သူကလို့ထင်တာထင်တာကိုထင်ယုံနေမရဖဲနဲ့မြတ်စွာဘုရားကိုသွားလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားကအဒီမဟာကပိနမထေရကိုခေါ်ပြီးတော့မေးရတာပေါ့ပြီးတော့မြတ်စွာဘုရားတဲ့ရရှိခဲ့ဘူးတဲ့စီးစိမ်ချမ်းသာတွေကိုအောက်မေ့တန်းတပြီးတော့အဟောတုခံလို့လုံနေတာမဟုတ်ပါဘူးတဲ့တကယ်စင်စစ်အဲ့ဒီတော့ကရရှိခဲ့တဲ့ချမ်းသာဒုက္ခဆိုတာအဆောင်အကျက်တွေနဲ့ချင်းချင်းကြက်ကြက်နေခဲ့ရတာနော်ဖိအားတွေနဲ့နော်မုံမုံတိတ်တိတ်နေခဲ့ရတာစိုးရိမ်မှုတွေပူလောင်မှုတွေငိုကြွေးမှုတွေနော်အဲ့လိုဒုက္ခနဲ့ရောနေတယ်ဘာမှမပြောပါလို့တဲ့ချမ်းသာပါတဲ့ဟုတ်လားကုမြတ်စွာဘုရားရဲ့တရားကြောင့်နော်သိလို့မြင်လို့ဖြစ်ရတဲ့ဒီတရားချမ်းသာသီးသားနဲ့တကယ်ထူးကဲလွန်မြတ်တဲ့ချမ်းသာဒါကြောင့်ဒီနိဗ္ဗာန်ချမ်းသာကိုရည်ညွှန်းပြီးတော့သူအဟောတုခံလို့ဥဒန်းကျူးတာပါဆိုပြီးတော့ရှောက်တာရှိတယ်အဲ့တော့ပြောချင်တာကပိဋကပေါင်းသူတော်ကောင်းတို့တကယ်တတ္တဝါတွေရဲ့စိတ်ဆိုတာကကောင်းတာကိုတွေ့ရင်မကောင်းတာကိုအလိုလိုဆွံ့မိတာကောင်းတဲ့ကောင်းတာကိုမတွေ့လို့မကောင်းတာတွေကိုပဲအကောင်းထင်နေတဲ့အနေအထားမျိုးမှရှိနေတာဥစဉ်ခန့်ငယ်ကယောဂတခါကြီးတယောက်ပြောတာလူစိတ်များခက်တယ်တဲ့သွားတိုက်စီကောင်းတာလေးတိုက်ပြီးရင်မကောင်းတာကိုမတိုက်ရှင်တော့ဘူးတဲ့မမိနေတယ်ငယ်တုန်းကပြောတာစိတ်ကဒီတိုင်းပဲပူပြီးတော့ကောင်းတာကိုတွေ့ရင်မကောင်းတာကိုစွန့်လွတ်ဖို့အတွက်သူ့ကိုနားချနေစရာမလိုအဲ့တော့ဆိုလိုတာကကာမဒုက္ခကိုစွန့်လွတ်ပါလို့ပြောနေဖို့ထက်ဓမ္မဒုက္ခနဲ့ပြောနိုင်အောင်ကြိုးစားပါလို့ပြောတာကပိုလို့တောင်ထိရောက်မယ်လို့အရင်ထင်တယ်ဟုတ်တယ်မဟုတ်လားဟောတရားကြောင့်ဖြစ်ပေါ်တဲ့ချမ်းသာနဲ့နေနိုင်ရင်နေနိုင်တဲ့လောက်နော်ဒီကာမဂုဏ်ကြောင့်ဖြစ်ပေါ်တဲ့ချမ်းသာဟာအလိုလိုယုံနေမသွားပြီဘူးလားယုံနေသွားနိုင်တယ်ဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့ပြောသူတွေထဲမှာမပြောပါနဲ့ဆိုတာလေးကိုကာမနဲ့ပြောနေကြတဲ့တတ္တဝါတွေကြားထဲမှာတရားဓမ္မနဲ့ပြောနိုင်တဲ့မြင့်မြတ်တဲ့ပြောခြင်းဖြင့်ပြောနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားရမယ်လို့ဆိုရင်အဓိပ္ပာယ်လေးကပိုးပြီးတော့ထိထိမိမိရှိမသွားပြီဘူးလားရှိသွားနိုင်တယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့၄ခုမြောက်နေခြင်းကောင်းမြတ်သောနေခြင်းသူလည်းပဲမှတ်သားစရာမရှိဘူးလားရှိတယ်နော်အဲ့တော့ဒီကနေ့ညဦးဇင်းတို့ပိယံဇဟာယဟန္တာမထေရမြတ်ကြီးဟောကြားတော်မူခဲ့တဲ့ဂါထာလေးကိုအခြေခံပြီးတော့ကောင်းမြတ်သောနေခြင်း၄မျိုးလို့တရားကောင်းရင်ပေးပြီးတော့ပြောလိုက်တာအကျင့်ရှိသွားပြီနော်အဲ့ပြောခဲ့တာတွေကိုဦးဇင်းတို့ပြန်ပြီးတော့အကုန်လုံးနှိမ့်ချုပ်ကြည့်မယ်ဟုတ်လားဥပဒံတေတုနိပတိမြင့်နေသူတွေရဲ့ကြားထဲမှာနှိမ့်ချွာနေရမယ်အချီးနှီးသောမာမာနတို့ဖြင့်တက်ကြွထောင်လွှတ်မြင့်မားနေကြတဲ့လူလောကကြီးမှာမိမိတို့ရဲ့မာမာနကိုနှိမ့်ချပြီးတော့နူးညံ့သိမ်မွေ့စွာနေနိုင်ရမယ်မိမိတို့ရဲ့မာမာနကိုလျှော့ချနိုင်ခြင်းနဲ့ဆိုရင်လည်းပဲခန္ဓာရဲ့သဘာဝအမှန်ကိုအမှန်တိုင်းသိတဲ့ဉာဏ်ပညာကိုမြင့်မားအောင်တည်ဆောက်ဖို့မလိုဘူးလားအတိဉာဏ်ရှိလေလေသိရင်သိသလောက်မာနကယွန်နေလေလေဟုတ်လားဒါကြောင့်ခန္ဓာရဲ့သဘာဝလောကရဲ့သဘာဝသိအောင်မြင်အောင်ကြိုးစားရမယ်အနိစ္စပညာမတည်မြဲတာကိုအမှတ်ရခြင်းဒီမာနကိုပယ်နှုတ်နိုင်တယ်ဆိုတဲ့ဒေသနာလေးကိုဦးဇင်းတို့ပြောခဲ့ဘူးလားပြောခဲ့တယ်ဒါကပထမကောင်းမြတ်သောနေခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်ဆက်နေတဲ့စကားလေးတွေရဲ့အနှစ်ချုပ်ပေါ့နော်နောက်ဦးဇင်းတို့ဒုတိယမှာပြောတော့နိပတံတေတုဥပ္ပတိနှိမ့်ချနေတဲ့တတ္တဝါတွေကြားထဲမှာမြင့်မားစွာနေရမယ်ကိုကျင်တရားနဲ့စိတ်သက်နှိမ့်ချတဲ့လူလောကကြီးမှာကိုကျင်တရားနဲ့စိတ်သက်ကိုမြင့်မားအောင်တည်ဆောက်ပြီးတော့နေရမယ်ဟုတ်ရဲ့လားယုံညံ့သောစိတ်သက်ဖြင့်မြင့်မြတ်တဲ့အရာကိုမရနိုင်ဘူးမြင့်မြတ်တဲ့စိတ်သက်ဖြင့်သာလည်းမြင့်မြတ်တဲ့အရာကိုရနိုင်တယ်ဆိုတာလေးလည်းပြောခဲ့သေးတယ်နော်ဒါဒုတိယပိုင်းမှာပြောလိုက်တဲ့နော်အဆုံးအမနဲ့ဆက်ဆက်တဲ့စကားလေးတွေပေါ့
နောက်ဦးဇင်းတို့တတိယကောင်းမြတ်သောနေခြင်းကဘာလဲတော့ဝတိအဝတ္တမာနေတုမနေသူတွေထဲမှာနေပါသူတော်ကောင်းတရားနဲ့မနေနိုင်ကြတဲ့လောကလူသားတွေကြားထဲမှာသူတော်ကောင်းတရားနဲ့နေနိုင်အောင်ကြိုးစားရမယ်ပေါ့သူတော်ကောင်းတရားဆိုတာနဲ့ပတ်သက်ပြီးတော့မေတ္တာနဲ့တတိဆိုတဲ့တရားနှစ်မျိုးမပြောခဲ့ဘူးလားမေတ္တာတရားနဲ့မနေနိုင်ကြတဲ့လောကကြီးတတိဆိုတဲ့အပ္ပမဒတရားနဲ့မနေနိုင်ကြတဲ့လောကလူသားတွေကြားထဲမှာတတိကလေးနဲ့နေနိုင်မှုမေတ္တာတရားလေးနဲ့နေနိုင်မှုကြိုးစားမယ်ဆိုရင်မိမိရောမိမိနဲ့နီးစပ်ရာပတ်ဝန်းကျင်ရောကောင်းကျိုးချမ်းသာတွေမရရှိပေဘူးလားရရှိနိုင်တယ်နောက်ဦးဇင်းတို့၄ခုမြောက်ကောင်းမြတ်သောနေခြင်းကဘာလဲတော့ပျော်သူတွေထဲမှာမပျော်ပါနဲ့ရမမာနေတုနောရမေဟုတ်လားကာမနဲ့ပျော်နေကြတဲ့တတ္တဝါတွေထဲမှာကာမနဲ့အပျော်နေအောင်မပျော်ဘဲနေနိုင်အောင်ကြိုးစားရမယ်ဘာဖြစ်လို့ကာမအပျော်သည်အန္တရာယ်ရှိတဲ့အပျော်ဘာဟိတပံဧတတဒုက္ခတတိဟုတ်လားကြောက်ထိုက်တဲ့ချမ်းသာလို့ဘုရားဟောတာအဲ့ဒါလေးမပြောခဲ့ဘူးလားပြောရဲ့နော်အနည်းငယ်မြတ်သောတာယာမှုကိုအကြောင်းပြုပြီးတော့မဆုံးနိုင်တဲ့ဆင်းရဲဒုက္ခတွေရှိပါတယ်တဲ့ကာမရဲ့သဘာဝဟုတ်လားဒါလေးတွေကိုမှန်မှန်ကန်ကန်နားလည်ပြီးတော့နောက်ကာမနဲ့ပျော်နေတဲ့အနေအထားမျိုးတွေမှာဓမ္မနဲ့ပျော်နေတဲ့အနေအထားမျိုးလေးတွေနေရာများများဝင်ယူနိုင်အောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်အဲ့ဒါဆိုလို့ရှိရင်အလို့လိုကာမနဲ့ပျော်တဲ့အနေအထားလေးတွေနေမသွားနိုင်ဘူးလားနေသွားနိုင်အဲ့ဒါဆိုလို့ရှိရင်ဒကာမတို့အရှင်တို့တွေဟာများစွာသက်သာရရတယ်များစွာချမ်းသာရလည်းရနိုင်တယ်နော်ဒါကြောင့်ပိဋကပေါင်းတော်ကတော့ဒီနေ့ညကောင်းမြတ်တော့နေခြင်း၄မျိုးနော်အစွမ်းအားရှိတဲ့ညနေထိုင်ခြင်းသုံးပြီးတော့နောက်ဆုံးမဲ့ညာဘုညာမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ရင်းဖြင့်ကောင်းမြတ်သောနေခြင်း၄မျိုးတရားတော်ဆိုတာကိုအဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓတုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဓမ္မတုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗသံဃာတုဝဝေနတရာဒုက္ခိဝန္တုတိဒေတုံဝါကတင်တရားနာပိသပေါင်းတော်ကောင်းတို့ဇာတာအလုံးသောတတ္တဝါနန္ဒတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်များမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောတတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောမိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဝရလူဝဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရဘာဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတည်သောအတုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မလူဝဝေနမေလိတံဘူလိတံနိဗ္ဗာန်ပတိတိဟုဆိုသောစေတသောတရားတော်မြတ်တို့ရဲ့တကူတည်သောအတုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာလူဝဝေနမေဂတံလေးရောက်ပလတံလေးရောက်ဆိုသောရှင်တော်ရိယသံဃာရှင်မြတ်တို့နဲ့တကွာတိလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့တကူတည်သံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တခုတည်းသောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေကမဆိုင်ခြင်းရှိတိုင်းခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြကြောင်းမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်း